ကြွေနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော်အမတွေ့လားရေဝါ Trusty Pay နဲ့ YBS ရဲ့ YBS ကတ်တွေနှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YBS ရဲ့ collaboration YBS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော် YBS ကတ်လုပ်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော် ဒီမှာလေးရေ Trusty Pay နဲ့ YBS ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YBS ကရဲ့အထူး promotion အစီအစဉ်ဆိုတာ YBS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YBS ကအသက်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရာနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YBS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လုပ်ရုံနဲ့2000ကျပ်တန်ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့ဈေးရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေမိကြပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင်download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင်။ အော်ဟုတ်လားဒါဆိုရင် Trusty Pay နဲ့ YBS ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ရှင်လုပ်သွားလိုက်တော့မယ်နော် ပတ်စံလုံးလောက်ပါ Trusty Pay နဲ့ YBS ရဲ့နှစ်သက်ကများကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖျက်တမ်းလိုက်ပါ။ယုံကြည်အားကိုးစွာ၍ Trusty Payမင်္ဂလာပါရှင်အားလုံးကိုမင်္ဂလာရှိတဲ့နေ့လည်ခင်းအချိန်ခါလို့နှုတ်ဆက်လိုက်ပါရစေရှင်ဟုတ်ကဲ့ပါအခုပေါ့နော် Trusty Pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခု Lucky Draw Live အစီအစဉ်ကနေချစ်ရတဲ့ Trusty Pay ရဲ့ user တွေရော Facebook Live ကနေကြည့်ရှုနေတဲ့ပရိသတ်တွေရောအားလုံးကိုကျွန်မကနေပြီးတော့နှွေးထွေးစွာချစ်ခင်စွာနဲ့ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့ချစ်ရတဲ့ Trusty Pay ရဲ့ user တွေရော Facebook ကနေကြည့်ရှုနေတဲ့ပရိသတ်တွေရောနဲ့ဒီ Lucky Draw Live တင်ဆက်နေတဲ့အချိန်တစ်လျှောက်လုံးမှာအတူတူရှိနေပြီးမြဲအစီအစဉ်တင်ဆက်သူတဲတဲမော်မော်ညွန့်ဖြစ်ပါတယ်ကျွန်မကတော့တဲပါရှင်ဟုတ်ကဲ့ပါ Trusty Pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခုပေါ့နော် Lucky Draw Live အစီအစဉ်ကိုလစဉ်9ရက်နေ့တိုင်းမှာပြုလုပ်ပေးနေတာကူတော့ Trusty Pay ရဲ့ user တွေရောပရိသတ်တွေရောသိရှိပြီးသားဖြစ်မှာပါဒါပေမဲ့ဒီလမှာတော့ကျမတို့ Trusty Pay ကနေပြီးတော့ရန်ကုန်တက္ကသိုလ် main ထဲမှာပြုလုပ်တဲ့25ချိန်မြောက်သိပ္ပံပွဲတော်ကြီးမှာလည်းကျမတို့ကပါဝင်ထားတယ်နောက်ပြီးတော့မနေ့ကဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံလုံးကစိတ်ဝင်တစားစောင့်ကြည့်ကြတယ်ပေါ့နော်2025ခုနှစ် Academy စုပေးပွဲကြီးကိုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ပေါ့ကျမတို့ရဲ့ဒီလရဲ့ live ကိုတော့10ရက်နေ့ကိုပြောင်းပြီးတော့ကျင်းပတာပဲဖြစ်ပါတယ်ရှင်အခုလို10ရက်နေ့ကိုပြောင်းလဲပြီးတော့ကျင်းပရဆိုတာကိုလည်းကျမတို့ Trusty Pay ရဲ့ page မှာ official ကြေညာထားပါတယ်ရှင်ဟုတ်ကဲ့ပါဒီလဆိုလို့ရှိရင် Trusty Pay ရဲ့ကန်ထူးရှင်ရွေးချယ်ပွဲကျင်းပခဲ့တာ38ကြိမ်မြောက်တောင်ရှိပြီပဲဖြစ်ပါတယ်38ကြိမ်တိုင်အောင် Trusty Pay ရဲ့ပေါ့နော် Lucky Draw Live အစီအစဉ်မှာပါဝင်ပြီးတော့ Trusty Pay ကိုအားပေးခဲ့တဲ့ user တွေအားလုံးကိုလည်းကျေးဇူးထူးတင်ရှိတယ်ဆိုတဲ့အကြောင်းကို Trusty Pay မိသားစုတွေအားလုံးရဲ့ကိုစားပေါ့ကျမကနေပြီးတော့တင်ပြချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုပေါ့နော်ကျမတို့ဒီလဟာဆိုလို့ရှိရင်ကျမတို့ချစ်သူများနေလည်းရှိရနော်ပြီးတော့ကျမတို့ဒီလမှာဆိုလို့ရှိရင်ဒီအစိုးရရုံးပိတ်ရက်တွေကလည်းများတာဖြစ်တဲ့အတွက်ဒီလမှာကိုကသာစုကြီးတွေကိုကန်ထူးသွားမယ်ဆိုလို့ရှိရင်တော့ကျမတို့ခီးပဲထွက်မလားအလှပဲလုပ်မလားဟိုတငယ်ချင်းတွေနဲ့ picnic ထွက်မလားဘယ်လို event လေးတွေလုပ်မလဲပေါ့နော်တကယ်ကိုမှကန်ကောင်းတဲ့ luckiest person တွေဖြစ်မယ်လို့ကျမကတော့ယုံကြည်ပါတယ်ရှင်ကျမကတော့ဒီပေါ့နော်ပိတ်ရက်ရှည်မှာတငယ်ချင်းတွေနဲ့ဒီရန်ကုန်မြို့ထဲမှာပဲ staycation သွားဖို့ရှိပါတယ်ဒါတော့ကျမရဲ့ plan လေးကိုပေါ့နော် sharing လုပ်ပေးတာပါအချစ်ရတဲ့ user တွေရောပရိသတ်တွေရောဘယ်လို plan လေးတွေလုပ်မလဲပေါ့ဟုတ်ကဲ့ပါရှင်ကျမအခုပေါ့နော်စကားလေးတော့နည်းနည်းများသွားတာပေါ့နော် lucky draw စုလေးတွေကိုပြောပြပေးချင်ပါတယ် lucky draw စုလေးတွေကတော့ကျမတို့ပုံမှန်ပဲပထမစုပေါ့နော်အမြင့်ဆုံးစုကတော့350ပြီးတော့ဒုတိယစုက10သိန်းပြီးတော့တတိယစုက9သိန်းအပြင်3000စုစုမဲပေါင်း50 2000စုစုမဲပေါင်း100ပါဝင်တဲ့အတွက်ဒီနေ့မှာဆိုလို့ရှိရင်ကန်ထူးရှင်အများအပြားပေါ်ထွက်လာမှာပဲဖြစ်ပါတယ်စုမဲပေါင်းစုပေါင်းဆိုလို့ရှိရင်တော့153စုကို Trusty Pay ကိုအသုံးပြုပြီးတော့မားချက်ဆိုင်ဒီမှာဈေးဝယ်တာပြီးတော့ gift card တွေဝယ်တာပြီးလို့ရှိရင်ပေါ့နော်ဖုန်းမေဖြည့်တာအဲ့ဒီသူတွေအတွက်ကျမတို့စီစဉ်ထားတာပဲဖြစ်ပါတယ်ဒါရင်ပဲလားဆိုတော့ကျမတို့မဟုတ်သေးပါဘူးရှင် Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေး
စောင့်ထားတဲ့သူတွေအတွက်လည်းကျမတို့ချီးမြှင့်သွားမဲ့ lucky draw စုတွေရှိပါသေးတယ်ရှင်အဲ့စုတွေကတော့ဒီပေါ့နော် trusty pay နဲ့ပေးဆောင်တဲ့ user တွေအတွက်ပေါ့နော်လျှက်စစ်မီတာပေးကိုပေးဆောင်တဲ့ user တွေအတွက်ကတော့အမြင့်ဆုံးစု350ပထမစုပြီးတော့ဒုတိယစု320တတိယစု10သိန်းလိုပဲဖြစ်ပါတယ်ပြီးတော့ဒါအပြင်1000စုမဲပေါင်း200အထိကန်ထူးရှင်တွေကိုကျမတို့ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးပေါ့နော်ကျမတို့ trusty pay ကနေပြီးတော့အခုလိုမျိုး lucky draw live ကိုလာစဉ်လာတိုင်းပြုလုပ်ပြီးတော့ချီးမြှင့်ပေးရတာဆိုလို့ရှိရင်တော့ကျမတို့ trusty pay ကိုယုံကြည်ကြည်နဲ့အသုံးပြုတဲ့ user တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျင်းပပေးတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုကျမတင်ဆက်ပေးနေတဲ့ lucky draw live အစီအစဉ်ကို trusty pay ရဲ့ page ကနေလည်းတိုက်ရိုက် like ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်ရှင် lucky draw အစီအစဉ်လေးကို trusty pay ရဲ့ Facebook page ကနေပြီးတော့လည်းတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်ရှင်ပြီးတော့ကျမတို့ရဲ့ like ကလေးကိုအစကနေအဆုံးထိကြည့်ဖို့လည်းကျမဖိတ်ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ like ပြီးသွားတဲ့အခါမှာ like and share winner 10ဦးကိုရွေးချယ်ပြီးတော့ကျမတို့က lucky money 1000စီပြန်ပြီးတော့ချီးမြှင့်မဲ့အစီအစဉ်လည်းရှိပါသေးတယ်ရှင်။ဟုတ်ကဲ့ပါရှင်ကျမတို့ဒီပေါ့နော်winner မရွေးချယ်ခင်မှာ trusty pay အကြောင်းလေးကိုထပ်ပြီးတော့နည်းနည်းလောက်မိတ်ဆက်ပေးပါစီရှင် trusty pay အရောင်းဆိုင်တွေမှာဒီဈေးဝယ်တာနောက်ပြီးတော့ဖုန်းမေဖြည့်တာအပြင်အခြားသော function တွေကိုအသုံးပြုလို့ရတယ်ဆိုတာကျမတို့ချင်းရတဲ့ trusty pay ရဲ့ user တွေအားလုံးကတော့သိရှိပြီးသားပဲဖြစ်မှာပါအဲ့ဒီထဲမှာ mobile top up အကြောင်းလေးကိုကျမထပ်ပြီးတော့မိတ်ဆက်ပေးခြင်းပါတယ် mobile top up အနေနဲ့ပေါ့နော် discount တွေကိုလည်းပြောပြပေးခြင်းပါတယ်မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ဘယ်ဖုန်း operator ကနေမဆိုဖုန်းမေဖြစ်မယ်ဆိုလို့ရှိရင် 5% သက်သာခွင့်ရရှိမှာပဲဖြစ်ပါတယ် trusty pay နဲ့ဖုန်းမေကိုသက်သက်ဖြည့်လို့ရမှာဖြစ်တယ်လို့ကျမတို့ဒီ point တွေကိုလည်းအသုံးပြုလို့ရတယ်ပြီးတော့ 30% အထိပေါ့နော် point တွေကိုပြန်သုံးလို့ရတယ်ဒါကြောင့်မလို့လေလူကြိုက်အများဆုံးဖြစ်နေတာပဲဖြစ်ပါတယ် trusty pay နဲ့ဆိုလို့ရှိရင်တော့လွယ်ကူမြန်ဆန်ပြီးတော့ဖုန်းမေဖြစ်ထားတဲ့ history တွေကိုလည်းအချိန်မရွေးပြန်ပြီးတော့ကြည့်လို့ရတယ်နောက်ထပ်တစ်ခုကတော့ trusty pay ရဲ့ update function လေးပေါ့နော်အဲ့ဒါကတော့ trusty AI လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ် trusty AI ကိုတော့ trusty pay ကုမ္ပဏီကနေဖန်တီးထားပြီးတော့ trusty AI နဲ့ဆိုရင်ဤပညာပြီးလို့ရှိရင်ပညာရေးနဲ့ဆိုင်တဲ့အထောက်အကူတွေစီးပွားရေးနဲ့ဆိုင်တဲ့အကြံဉာဏ်တွေနောက်ပြီးတော့ research လုပ်ငန်းတွေပေါ့နော်ပြီးတော့ဘာသာရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုမြင်မြန်လို့ရပါတယ်နေ့စဉ်ဘဝအတွက်တကယ်ကိုလိုအပ်တဲ့ trusty pay နဲ့ပတ်သက်တဲ့ function တွေကိုလည်းအချိန်တိုအတွင်းမှာမြင်မြန်နိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါကြောင့်ကျွန်မပြောချင်တာကတော့ trusty AI နဲ့ဆိုလို့ရှိရင်တော့ if you don't know as trusty AI ဆိုတဲ့ motto လေးအတိုင်းပဲပေါ့နော် trusty AI ကိုအသုံးပြုပြီးတော့နေ့စဉ်ဘဝပို့ပြီးတော့လွယ်ကူအောင်လဲဆောင်ရွက်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ယုံကြည်စွာကန်ထူဆုလက်များစုခု lucky draw light အစီအစဉ်ကနေပြီးတော့ပထမဦးဆုံးအနေနဲ့2000ဆုရှင်နဲ့3000ဆုရှင်ကန်ထူးရှင်တွေကိုရွေးချယ်ပြီးတော့မှာပဲဖြစ်ပါတယ်ရွေးချယ်တဲ့စနစ်ကလည်းအားလုံးပဲသိရှိပြီးသားဖြစ်တဲ့အတိုင်းပွင့်လင်းမြင်သာစွာနဲ့ random စနစ်နဲ့ရွေးချယ်ပြီးမှာပဲဖြစ်ပါတယ်ကဲကျမနဲ့အတူတူလိုက်ပါပြီးတော့ညင်ခုန်လိုက်ကြပါအောင်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ဒီ trusty pay ကိုအသုံးပြုထားတဲ့သူတွေတဲကမှ2000ဆုရှင်နဲ့3000ဆုရှင်ကိုကျမတို့ကရွေးချယ်ပြီးမှာပဲဖြစ်ပါတယ် random စနစ်နဲ့ရွေးချယ်ပြီးမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့အရင်ဆုံး2000ဆုကန်ထူးရှင်တွေဘယ်သူဖြစ်မလဲဆိုတာကိုစလိုက်ကြမယ်နော်ဟုတ်ကဲ့ပါကျမကနေပြီးတော့ random လေးစပြီးတော့နှိပ်ထားပါမယ်ကဲစပြီးတော့ရွေးချယ်နေပါပြီကျမတို့ရှေ့လကပေါ့နော်တစ်လလုံး2000နဲ့အထက် transition လုပ်ထားတဲ့သူတွေပေါ့နော် trusty pay ကိုအသုံးပြုပြီးတော့ transition လုပ်ထားတဲ့သူတွေကိုကျမတို့ကဒီလရဲ့အခုလိုမျိုး random စနစ်ထဲမှာထည့်သွင်းပြီးတော့ရွေးချယ်ပေးတာပဲဖြစ်ပါတယ်ကန်ထူးတဲ့သူကန်ကောင်းတဲ့သူကတော့ကျမတို့ winner တွေဖြစ်မယ်ပြီးလို့ရှိရင်စုကြီးတွေပေါက်သွားမှာပေါ့နော်ဟုတ်ကဲ့ပါဒါကြောင့်ကိုကနေပြီးတော့ဒီ trusty pay ရဲ့ကန်ထူးရှင်တွေဖြစ်ဖို့ chance များချင်နေဆိုရင်တော့ transition များလုပ်ဖို့လိုတယ်နော်โอเคဒါဆိုရင်ပထမဦးဆုံးဘယ်သူတွေကန်ထူးရှင်ဖြစ်မလဲ2000ဆုရှင်ပေါ့နော်ဟုတ်ကဲ့ပါကန်ထူးရှင်တွေကတော့ပျော်ရွှင်စွာနဲ့ဂုဏ်စွာနဲ့ထွက်ပေါ်လို့လာပါပြီအကောင့်နာမည်လေးတွေကိုကျွန်မကြီးညာပေးမယ်နော်အကောင့်နာမည်လေးတွေကတော့ကျော်သူဝင်းဦးခင်မောင်ထေဒေါ်နန်းဖွေးသစင်မောင်တင်အောင်ကိုဒေါ်ခင်ခင်ထွေတင်းတင်းငိမ့်ဒေါ်စန္နာဝင်းဒေါ်အေးအေးအောင်ဒေါ်သိမ့်ရွှေရီဦးလာဝန်းအိမ်ဦးပြည့်ဖြိုးကျော်ဒေါ်ကလျာလှိုင်ဒေါ်အင်ဂျင်ပွင့်ဦးဟိန်းလက်ဒေါ်ဆန်းဆန်းခိုင်ခင်ငိမ့်ချန်းသူမဆာကြီးဝင်းမျိုးမင်းဆန်ဦးခင်စောထွန်းတိုက်ထွန်းဦးတို့ပဲဖြစ်ပါတယ်အားလုံးပဲ congratulation ပါရှင်ကဲနောက်ထပ် conclusion တွေဘယ်သူဖြစ်မလဲဆက်ပြီးတော့ရွေးလိုက်မယ်နော်ကဲနောက်ထပ် conclusion တွေကိုလည်းကျွန်မ random စနစ်လေးနှိပ်ပြီးတော့ရွေးထားတာပဲဖြစ်ပါတယ်ရှင်ကဲနောက်ထပ် conclusion တွေဘယ်သူဖြစ်မလဲဆိုတာတခါတည်းပဲသိချင်နေကြပြီလို့ထင်ပါတယ်ကျွန်မတခါတည်းရွေးလိုက်မယ်နော် okay
ဟုတ်ကဲ့ပါနောက်ထပ် confusion တွေရတယ်ကျမတို့ထပ်ပြီးတော့ပေါ်ထွက်လာပါပြီအကောင့်နာမည်လေးတွေကိုကြေညာပေးပါမယ်ရှင်အကောင့်နာမည်လေးတွေကတော့ရာဇာချိုလာနောက်ပြီးတော့ဥပြည့်ဖြိုအောင်စုသက်ဝေဥဝင်းနိုင်ဒေါ်တူတူငိမ့်ဒေါ်ရမင်းပပမိုးမိုးတာပြီးတော့ဥဖြိုးမင်းအောင်နီနီလွင်စောမင်းဦးအေးတနာထွေချိုချိုဝင်းဥကျော်ကျော်ဟိန်းလင်းကျော်ဤခင်ဥသက်ထွန်းစောတိမ့်တိမ့်ကျော်ဒေါ်သိန်ကြီးဆွေအောင်ကျော်ဖုံမိုးစင်မင်းခန့်တို့ပဲဖြစ်ပါတယ် congratulation ပါရှင်ကဲနောက်ထပ် condition တွေကိုလည်းစက်တိုက်ကြီးညာပေးသွားမယ်နော်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ lucky draw light အစီအစဉ်ပေါ့နော်ယုံကြည်စွာကန်ထူဆုလက်များစုခု lucky draw light အစီအစဉ်လေးကိုပြီးဆုံးတဲ့အထိလည်းကြည့်ပေးပါပြီးတော့ကျမတို့ public နဲ့ like and share လေးလည်းလုပ်ပေးပါဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ lucky draw light အစီအစဉ်လေးပြီးတဲ့အခါမှာနော် like and share winner 10ဦးကိုရွေးချယ်ပြီးတော့lucky money 1000ကျပ်စီပြန်ပြီးတော့ချီးမြှင့်မဲ့အစီအစဉ်လည်းရှိပါတယ်ရှင်ကဲနောက်ထပ် condition တွေဘယ်သူဖြစ်မလဲကျမရွေးချယ်လိုက်ပါအောင်မယ်ဟုတ်ကဲ့ပါ condition တွေကတော့ထပ်ပြီးတော့ထွက်ပေါ်လာပါပြီအကောင့်နာမည်လေးတွေကတော့မင်းမီတက်စုဒေါခင်စုစုဝင်းဒေါ်စင်မာဝေဦးကျော်သူဝင်းဒေါ်ဤစင်မျိုးဒေါ်တီရာနှင်းဦးပိုင်သွင်းဒေါ်ငိမ့်မင်းထက်ဦးမျိုးမင်းအောင်ဦးအေးကျော်ဦးအောင်မြတ်သူဒေါ်စင်သက်မျိုးတင်းတင်းမာဒေါ်ကေတီခင်စောမင်းမင်းသူဦးအုတ်တာဆိုပြီးတော့ဒေါ်မမော်ဆန်မျိုးမြင့်အောင်တင်စာယူဝေဦးစောလှဝင်းထုံပဲဖြစ်ပါတယ် congratulation ပါရှင်ကဲနောက်ထပ် condition ကိုရွေးချယ်ထားပါပြီဟုတ်ကဲ့ပါကျမအခုပေါ့နော်ဒီကန်ထူးသွားတဲ့သူတွေရဲ့အကောင့်နာမည်လေးတွေကိုကြီးညာတဲ့အခါမှာတစုံတစ်ခုနားချလွဲတာပဲဖြစ်ဖြစ်နောက်မရှင်းလင်းလိုက်တာပဲဖြစ်ဖြစ်ကျမကနေပြီးတော့ရှာလိုက်ပြီးတော့နာမည်လေးတွေမှားသွားတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းဘာမှစိုးရိမ်စရာမလိုပါဘူးကျမတို့ lucky draw လိုက်ပြီးတဲ့အချိန်မှာ trusty pay ရဲ့ Facebook page မှာဘယ်သူကတော့ဖြစ်ဘယ်စုကိုစုခူးသွားတယ်ဆိုတာကိုကျမတို့တိတိကျကျရှင်းရှင်းလင်းလင်းအကောင့်နာမည်တွေအကောင့်နံပါတ်တွေနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကဲဟုတ်ကဲ့ပါနောက်ထပ် condition တွေစောင့်နေပြီမလားဟုတ်ကဲ့ရှင်ကဲနောက်ထပ် condition တွေကလည်းထပ်ပြီးတော့ထွက်ပေါ်လို့လာပါပြီအကောင့်နာမည်လေးတွေကိုကြီးညာပေးပါမယ်အကောင့်နာမည်လေးတွေကတော့လင်းလင်းဆိုမြမြက်ကျူပြီးတော့ဦးအေးချမ်းဝင်းဦးလင်းထက်ဒေါ်ဆန်းဆန်းမြင့်ဒေါ်အေးမြင့်ရီကျော်မင်းထွတ်ဒေါ်ငုမွန်လှိုင်ဒေါ်ဝါဝါလွင်အောင်သက်ပိုင်မှုဦးလှမြိုင်စိုးဝင်းဒေါ်ဝင်းဤဖူဒေါ်ဤငယ်ငိမ့်သက်ပိုင်ထွေဆွစိုးမြင့်မက်မြက်စုဝင်းမက်ဘူမာဒေါ်နုနုအေးနှင်းယူဝေတို့ရဲ့ဖြစ်ပါတယ် congratulation ပါရှင်ဟုတ်ကဲ့ပါနောက်ထပ်လည်းထပ်ပြီးတော့ runner စနစ်လေးနဲ့ကျမရွေးချယ်ထားပါတယ်ရှင်ဒီလဆိုလို့ရှိရင်ကျမတို့ပေါ့နော် lucky draw trusty pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခု lucky draw light အစီအစဉ်ကျင်းပလာတာ38ကြိမ်မြောက်ရှိပြီပဲဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်ကျမတို့လစဉ်လာတိုင်းကျမတို့ချင်ရတဲ့ trusty pay ရဲ့ user တွေပျော်ရွှင်အောင်နော်ပြီးလို့ရှိရင်ပေါ့နော်ကန်ထူးရှင်တွေဖြစ်အောင်ရွေးချယ်ပေးတာကတော့ချင်ရတဲ့ user တွေကို trusty pay ကနေပြီးတော့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပြန်ပြီးတော့ဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်ရှင်ကဲနောက်ထပ်ကန်ထူးရှင်တွေကိုကျမရွေးတော့မယ်ဟုတ်ကဲ့ပါနောက်ထပ်ကန်ထူးရှင်2000စုရဲ့နောက်ဆုံးကန်ထူးရှင်20ရလဲဂုံစွာနဲ့ထွက်ပေါ်လို့လာပြီပဲဖြစ်ပါတယ်အကောင့်နာမည်လေးတွေကိုကြီးညာပေးပါမယ်ဒေါ်တဲဦးခိုင်မိုးမိုးဒေါ်လှစပယ်ဒေါ်ခင်ထေဒေါ်လက်မွန်တော်ဦးဆိုင်ထိုက်လွင်ဟိန်းထက်ဆူဒေါ်ဆန်းဆန်းမိုးတင်းကျူလှိုင်မက်ခိုင်ယူဖြူဒေါ်ဝင်းဤဖြူဒေါ်ဟေမန်မင်းသိန်းမက်ဆန်းကိုကိုလွင်ပြီးတော့မောင်ဆန်းကိုကိုလွင်เนาะအဲ့ဒါမားနဲ့မောင်နဲ့မှားတတ်တယ်မောင်ဆန်းကိုကိုလွင်ပြည့်ဖြိုးစောဒေါ်မိုးဆန္နာဒေါ်ဝေစီခိုင်ဒေါ်ဖြူသွဲအောင်ဦးထွန်းလှဒေါ်စာကြီးစိုးဒေါ်ကေသွဲနှင်းတို့ပဲဖြစ်ပါတယ် congratulation ပါရှင်ဟုတ်ကဲ့အခုဆက်လက်ပြီးတော့ကျမတို့ပေါ့နော်2000စုအယောက်100ကိုကျမက random စနစ်နဲ့ပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပေးပြီးသွားပြီဆိုတော့3000စုကျန်ပါတယ်3000စုအယောက်90ကိုလည်းထပ်မံပြီးတော့အခုလိုပဲ random စနစ်နဲ့ပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ် Trusty Pay ရဲ့ user တွေအားလုံးရင်ခုန်နေပြီလို့ထင်ပါတယ်ဟုတ်ကဲ့ပါကျမထပ်ပြီးတော့ random လေးနှိပ်ထားလိုက်မယ်နော်ဟုတ်ကဲ့ပါရှင်ကျမတို့အခုလိုမျိုးကန်ထူးရှင်ရဲ့စည်ရင်းတွေကိုထည့်တာကတော့ဒီကျမတို့ပေါ့နော်ရှေ့လတလလုံးပေါ့နော်ရှေ့လတလလုံးမှာဒီ2000နဲ့အထက် Trusty Pay ကိုအသုံးပြုပြီးတော့2000နဲ့အထက် transition လုပ်ထားတဲ့သူတွေအားလုံးကိုကျမတို့အခုလိုမျိုး random စနစ်တွေကိုထည့်သွင်းပြီးတော့ရွေးချယ်ပေးတာပဲဖြစ်ပါတယ်ကိုကကန်ထူးရှင်ဖြစ်ချင်တယ်ပေါ့ sense တွေအများကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ transition များများလုပ်ဖို့ကျမကတော့အကြံပြုချင်ပါတယ်ကျမလည်း transition တွေအများကြီးလုပ်တယ်အခုထိတော့ကျမကန်မထူးသေးဘူးပေါ့နော်
ဖျားအများကြီးရှခုရမယ်ဟုတ်ကဲ့ပါရှင်ဒါချစ်ရတဲ့ Trusty Pay user တွေကိုပြောအောင်လို့ပါကဲကျွန်မ3000စုကိုစပြီးတော့ရွေးလိုက်ပါပြီနော်ဟုတ်ကဲ့ပါ3000စုရှင်ကလည်းဂုံစွာနဲ့ထွက်ပေါ်လို့လာပါပြီ3000စုရှင်တွေကိုလည်းကျွန်မကြီးညာပေးပါမယ်3000စုရှင်တွေကတော့ဒေါ်လာပြည့်ဝင်းထင်ပြီးတော့ဦးသူထူးအောင်နေရဲအောင်ပြီးတော့ဒေါ်ချင်းချိုဦးအောင်မျိုးစောတက်ဝေနှင်းဇော်ဖြိုးအောင်ဦးနိုင်ထက်အောင်မိုးတိမ်ကြီးမြင့်မောင်ပြည့်ဖြိုးပိုင်ဒေါ်တန်းတန်းဦးဒေါ်ချောစုလှိုင်ဦးစိုးရာစာထွန်းဒေါ်ရီရီထေတင်ဝင်းရီကြော်ကြော်ဟိမ့်သက်ဒေါ်တန်နာမောင်ဒေါ်ခိုင်ခိုင်ဆန်ဦးမင်းစော်ဟန်မက်လင်းလင်းထက်တို့ပဲဖြစ်ပါတယ်အားလုံးပဲ congratulation ပါရှင်ဟုတ်ကဲ့နောက်ထပ်ကျန်ရှိနေသေးတဲ့3000စုကန်တူးရှင်တွေကိုလည်းဆက်ပြီးတော့ random စနစ်လေးနဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကဲနောက်ထပ်3000စုကန်တူးရှင်တွေကဘယ်သူတွေဖြစ်မလဲပေါ့နော်ကဲကျွန်မရွေးလိုက်တော့မယ်ဟုတ်ကဲ့ပါရှင်နောက်ထပ်လည်း3000စုကန်တူးရှင်တွေကဂုံစွာပျော်ရွှင်စွာနဲ့ထွက်ပေါ်လို့လာပါပြီအကောင့်နာမည်လေးတွေကိုကျွန်မအကြီးညာပေးပါမယ်အကောင့်နာမည်လေးတွေကတော့ဒေါ်အီအီခိုင်ဦးတုတအောင်မက်ခင်ရတနာတိတ်ပြီးတော့ဦးတိုက်စော်ဝင်းဒေါ်စုရီဖြူဦးမင်းသူဒေါ်ပြည့်ဝေရှမ်းလေးလေးမွန်ဦးမောင်မြင့်ဒေါ်ခင်သူစာမက်ခင်ချူချူဝင်းအုံမာကြီးသူစာလွင်မင်းတင့်ထူဒေါ်ဝင်းဝင်းမာဒေါ်မြပွင့်ဖြူဒေါ်အေးနန္ဒာခိုင်ဦးချစ်စိုးအေးချမ်းမေစိုးလင်းအောင်တို့ပဲဖြစ်ပါတယ် congratulation ပါရှင်ဟုတ်ကဲ့နောက်ထပ်10ယောက်ကျန်ပါသေးတယ်နောက်ထပ်10ယောက်ကိုလည်းအခုလိုမျိုးပဲ random စနစ်နဲ့ပွင့်လင်းမြင်သာစွာနဲ့ဓာတ်ရိုက်လိုက်ရွေးချယ်ပေးသွားပါဦးမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အခုရှိမှာပေါ့နော်ကန်ထူးသွားတဲ့သူတွေကလည်းအများကြီးရှိလာပြီဖြစ်တဲ့အတွက်ကျမတို့ Facebook Live ရဲ့အောက်မှာပေါ့နော်တကယ်လို့မြန်ကိုကကန်ထူးသွားတဲ့သူတွေကိုသိတယ်ကိုတိုင်ကလည်းကန်ထူးရှင်ဖြစ်နေတယ်ကိုကလည်းကြည့်ဖြစ်တယ်ပေါ့နော်ဒီ Trusty Pay ရဲ့ Lucky Draw Live အစီအစဉ်ကိုကြည့်ဖြစ်တယ်ဆိုရင် comment လေးတွေဝင်ပြီးတော့ရေးပေးဖို့လည်းကျမဖိတ်ခေါ်ပါတယ်ဒါမှကျမတို့တယောက်နဲ့တယောက်အပျော်လေးတွေကူးဆက်ကြမှာပေါ့နော်ဟုတ်ကဲ့ပါရှင်ကျမနောက်ထပ်ကျန်တဲ့10ယောက်ကိုရွေးချယ်လိုက်တော့မယ်နော်โอเคကဲနော်3000စုနောက်ထပ်ကျန်တဲ့10ယောက်ကလည်းဂုံစွာနဲ့ထွက်ပေါ်လို့လာပါပြီအကောင့်နာမည်လေးတွေကိုကြီးညာပေးပါမယ်အကောင့်နာမည်လေးတွေကတော့ဒေါ်ထစ်ထေးကြီးဒေါ်စိတ်တာရီပြီးတော့ဦးစိန်ဝင်းဒေါ်ထထနွယ်ဧပြီထွန်းဒေါ်ခင်နှင်းပွင့်ဖြူဦးအောင်မျိုးဟန်ဦးသက်ပိုင်ထွန်းဦးရန်မျိုးအောင်ဖူးပြည့်စုံတို့ပဲဖြစ်ပါတယ်အားလုံးပဲ congratulation ပါရှင်ဟုတ်ကဲ့ပါအခုတစ်ခါမှဆိုလို့ရှိရင်တော့ကျမတို့ကTrusty Pay ရဲ့ယုံကြည်စွာကန်ထူစုလက်များစုကူ Lucky Draw Live စီစဉ်ကနေပြီးတော့2000စုရှင်နဲ့3000စုကန်ထူရှင်တွေကို random စနစ်နဲ့ရွေးချယ်ပေးသွားတာပဲဖြစ်ပါတယ်။နောက်ထပ်လည်းကျမတို့ထပ်ပြီးတော့ရင်ခုန်တဲ့အပြင်းစားတွေနဲ့စုမဲအကြီးတွေပထမစုဒုတိယစုတတိယစုစသဖြင့်ကိုထပ်ပြီးတော့ရွေးချယ်ပေးအောင်မှာဖြစ်တဲ့အတွက်ချီရတဲ့ Trusty Pay ရဲ့ user တွေရောပြည်သက်တွေရောရင်ခုန်စွာနဲ့စောင့်ပြီးတော့ကျမတို့ရဲ့ like ကိုပြအောင်ကြည့်ပေးပါဦးနော်။ကဲဟုတ်ကဲ့ပါအခုတော့ခဏလေးနှုတ်ဆက်မယ်ခဏနေကြရင်ပြန်တွေ့ကြမယ်နော်။ကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော်အမတွေ့လားရေဝါ Trusty Pay နဲ့ YBS ရဲ့ YBS ကတ်တွေနှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလားTrusty Pay နဲ့ YBS ရဲ့ collaboration YBS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော်YBS ကလောက်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါတော့ဒီမလေးရေ Trusty Pay နဲ့ YBS ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YBS ကရဲ့အထူး promotion season ဆိုတာ YBS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YBS ကအသစ်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရနဲ့9000ကျပ် bonus ရရှိတဲ့ခွင့်ရဖြစ်ပါတယ် YBS ကလောက်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လို့ရုံနဲ့2000ကျပ်တဲ့ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့တွေရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေပြီးကြပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင်download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင်။အော်ဟုတ်လား။ဒါဆိုရင် Trusty Pay နဲ့ YBS ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ချင်လို့သွားလိုက်တော့မယ်နော်။
Trusty Pay နဲ့ YPS ရဲ့နှစ်သစ်ကပ်များကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖျက်ဆီးလိုက်ပါ။ယုံကြည်အားကိုးစွာ၍ Trusty Payမင်္ဂလာပါရှင် Trusty Pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခု Lucky Draw Light အစီအစဉ်ကနေနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်အခုထပ်ပြီးတော့လဲကျမတို့စုမင်းအကြီးတွေကိုထပ်ပြီးတော့ကန်ဆန်းရမယ့်အချိန်ကိုရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီလမှာဆိုလို့ရှိရင်တော့ကျမတို့ February 14ကလည်းကျမတို့ချစ်သူများနေပေါ့နော်ဟုတ်ကဲ့ပါမရှိတဲ့သူတွေကိုတော့မပြောပါဘူးရှိတဲ့သူတွေကတော့ကိုယ့်ရဲ့ချစ်တဲ့သူနဲ့စားကောင်းတဲ့ဟာတွေသွားစားမယ်နောက်ပြီးတော့ပြောစရာကောင်းတဲ့နေရာလေးသွားကြမှာပေါ့နော်ကျမတို့တယောက်တည်းပေါ့ဟုတ်ကဲ့ပါရှင်ဒါကလည်းကြော်ညာဝင်ရသေးတယ်ကဲဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ကျမတို့ထပ်ပြီးတော့ဒီတတိယဆုနဲ့ဒုတိယဆုကန်ထူးရှင်တွေကိုကျမတို့ရွေးချယ်ပေးသွားမယ်ကဲစုမဲအကြီးတွေကိုကန်ထူးဖို့အတွက်ကျမတို့ ready ပဲလားပေါ့နော်ကဲ ready ပဲဆိုလို့ရှိရင်တော့ကျမတို့ရဲ့ live အစီအစဉ်လေးကိုစဉ်ဆက်မပြတ်တစ်ခါလေးကြည့်နေရမယ်နော်ဟုတ်ကဲ့ပါရှင်ကျမတို့ဒီပေါ့နော်ဝင်နာတွေမရွေးချယ်သေးခင်မှာဒီ Trusty Network အကြောင်းလေးကိုလည်းချရတဲ့ Trusty Pay ရဲ့ user တွေရောပြည်သက်တွေရောနဲ့မိတ်ဆက်ပေးကြပါရရှင် Trusty Network ကိုတက်ဆင်ပြီးသား user တွေကတော့သိရှိပြီးသားပဲဖြစ်မှာပါဒါပေမဲ့ပို့ပြီးတော့လည်းမှတ်မိသွားတာပေါ့နော်ဟုတ်ကဲ့ပါ Trusty Network ကတော့ပေါ့နော်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုလို့ရှိရင်မြို့နယ်များများပေါ့နော်အတော်များများမှာသုံးလို့ရနေပြီပဲဖြစ်ပါတယ်မြို့နယ်30ကျော်မှာဝယ်ယူတက်ဆင်အသုံးပြုလို့ရနေပါပြီတာဂီတာမြို့နယ်တဝိုက်ဆိုပြီးတော့ပေါ့နော်ပြောရမယ်ဆိုတာဂီတာပဲဖြစ်ဖြစ်ရောက်တကုံပဲဖြစ်ဖြစ်ရန်ကင်းပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့မြို့နယ်တော်တော်များများမှာကျမတို့ရန်ကုန်မှာဆိုလို့ရှိရင်Trusty Network ကိုဝယ်ယူတက်ဆင်အသုံးပြုလို့ရပါပြီ Trusty Network ရဲ့အားသာချက်တွေကတော့ download နဲ့ upload speed ကိုအပြည့်ပေးထားတာဖြစ်တဲ့အတွက်သုံးရတာအဆင်ပြေပါတယ်ပြီးတော့ Trusty Pay နဲ့ငွေပေးချေမယ်ဆိုလို့ရှိရင်တက်ဆင်ကအခမဲ့ရရှိမှာဖြစ်ပါတယ်20 meg ကိုပေါ့နော်ဒီဝယ်ယူအသုံးပြုမယ်ဆိုလို့ရှိရင်28,950ကျပ်ကနေစတင်ပြီးတော့တက်ဆင်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ် Trusty Network တက်ဆင်ခြင်းတဲ့သူတွေအတွက်ဖုန်းနံပါတ်လေးကိုလည်းကျမကနေပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ဖုန်းနံပါတ်လေးကတော့3998912211ပေါ့နော်နောက်ဆုံးက13လုံးပေါ့နော်ဟုတ်ကဲ့ပါထပ်ပြီးတော့ကျွန်မမှတ်မိသွားအောင်ပြောပြပေးချင်ပါတယ်ဖုန်းနံပါတ်လေးကတော့3998912211ပေါ့နော်ဟုတ်ကဲ့ပါဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့ကျမတို့မှာယူပြီးတော့တက်ဆင်ပြီးအသုံးပြုလို့ရပါတယ် Trusty Network ကိုပေါ့နော် Trusty Network Facebook page မှာလည်းအသေးစိတ်သွားရောက်ပြီးတော့စုံစမ်းပေးလို့ရပါတယ်ပြီးတော့ဒီပေါ့နော် Trusty Network အနေနဲ့ service ပေးတာလည်းမြန်ဆန်ပြီးတော့after sale service ကိုလည်းအကောင်းဆုံးဆောင်ရွက်ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်တကယ်လို့တစုံတရာ line ပြတ်တောက်မှုဖြစ်မယ်ဆိုရင်48နာရီအတွင်းအမြန်ဆုံးလာရောက်ပြုပြင်ပေးသွားမှာလည်းဖြစ်ပါတယ် Trusty Network ကို Trusty Pay နဲ့ငွေပေးချေမယ်ဆိုလို့ရှိရင်တော့ဒီ3လကြိုပေးပြီးတက်ဆင်ကအခမဲ့ရရှိမှာပဲဖြစ်ပါတယ်မြို့နယ်အစုံမှာလည်းရနေပြီဖြစ်တဲ့အတွက်အခုပဲပေါ့နော်ဆက်သွယ်ပြီးတော့တက်ဆင်လိုက်ပါအသုံးပြုလိုက်ပါလို့ကျမကနေပြီးတော့အကြံပြုချင်ပါတယ်ရှင်ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့အားလုံးပဲရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်စားနေတဲ့တတိယဆုနဲ့ဒုတိယဆုကိုရွေးချယ်ပြီးတော့မှာပဲဖြစ်ပါတယ်တတိယဆုနဲ့ဒုတိယဆုကိုလည်း runner စနစ်နဲ့ဝင်နေမြတ်တာစွာနဲ့ကျမတို့ရွေးချယ်ပြီးသွားမှာပါဟုတ်ကဲ့ပါကျမနဲ့အတူတူလိုက်ပါပြီးတော့ရင်ခုန်စွာနဲ့စောင့်စားကြည့်ရှုပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့တတိယဆုနဲ့ဒုတိယဆုကိုကျမတို့ရွေးချယ်ပြီးသွားမှာပါတတိယဆုနဲ့ဒုတိယဆုကိုရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်လည်းကျမတို့ runner စနစ်နဲ့ပဲပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပြီးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျမအခုပေါ့နော် random snick လေးပေါ့ random လေးကိုကျမနှိပ်ထားလိုက်မယ်ပေါ့နော်ကန်ထူးရှင်ဘယ်သူဖြစ်မလဲဆိုတာတော့ခဏနေကြရင်သိရမှာတတိယဆုကနေကျမတို့စပြီးတော့ရွေးချယ်ကြမယ်နော်ဟုတ်ကဲ့ပါရှင်အခုကတော့တတိယဆု9သိန်းဆုဘယ်သူစုခူသွားမလဲပေါ့ Trusty Pay ရဲ့ user တွေကနေပြီးတော့ကျမကပြောခဲ့သလိုပဲကျမတို့ရှေ့လတစ်လလုံးမှာ Trusty Pay နဲ့ဖုန်းမေးဖြည့်တာ merchant တွေကနေဈေးဝယ်တာ gift card တွေ movie card တွေ game card တွေဝယ်တာပေါ့နော်အဲဒီလို transaction လုပ်တဲ့ဒေကမှ2000နဲ့အထက်လုပ်ပြီဆိုလို့ရှိရင်တော့ကျမတို့ကအခုလိုမျိုးကန်ထူးရှင်ရွေးချယ်တဲ့ထဲမှာဒီထည့်သွင်းပြီးတော့ရွေးချယ်ပေးပါတယ်ဒါပေမဲ့ကိုကပို့ပြီးတော့ပေါ့နော်ဒီ lucky draw ရဲ့ winner ဖြစ်ဖို့ chance တွေများချင်တယ်ဆိုလို့ရှိရင်တော့ကိုက transaction များများလုပ်ပေးဖို့ကျမကနေပြီးတော့အကြံပြုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါ transition များများလုပ်ခြင်းဖြင့်ကန်ထူးရှင်ဖြစ်ဖို့အတွက် chance တွေပို့ပြီးတော့များတာပေါ့ရှင်ကဲကျမရွေးချယ်လိုက်တော့မယ်နော်ဒီပေါ့နော်ကဲတတိယဆုပေါ့နော်ကဲတတိယဆုကတော့ကျမတို့9သိန်းဆုတတိယဆုကတော့ဂုံစွာနဲ့ထွက်ပေါ်လို့လာပါပြီရှင်ဟုတ်ကဲ့ပါအကောင့်နာမည်လေးရောအကောင့်နံပါတ်လေးကိုရောကျမကနေပြီးတော့ဂုံစွာနဲ့ကြီးညာပေးသွားမှာဖြစ်ပါတယ်
account number ကတော့ 00112102448667 ဖြစ်ပါတယ် account နာမည်လေးကတော့ဇင်ငိမ့်သူဖြစ်ပါတယ်ဇင်ငိမ့်သူဆိုတော့ယောက်ျားလေးလည်းဖြစ်နိုင်တယ်မိန်းကလေးလည်းဖြစ်နိုင်တယ်ဟုတ်တယ်မလားတချို့နာမည်လေးတွေကလည်းကောင်လေးတွေလည်းဇင်ငိမ့်သူလို့မှဲ့တတ်တယ်လို့တချို့ကောင်မလေးတွေကလည်းဇင်ငိမ့်သူဆိုပြီးတော့တငယ်ချင်းထဲမှာအောင်ရှိသေးတယ်နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်မပြန်ပြီးပို့ပြီးတော့ confirm ဖြစ်သွားအောင်ဒီ account number လေးရော account နာမည်လေးရောနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့ကြေညာပေးရစီ account number လေးကတော့ 00112102448667 ဖြစ်ပြီးတော့ account နာမည်လေးကတော့ဇင်ငိမ့်သူဖြစ်ပါတယ်ဟုတ်ကဲ့ပါဇင်ငိမ့်သူရေ congratulation ပါเนาะဒီ Trusty Pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခု Lucky Draw Live အစီအစဉ်မှာတတိယဆုဝင်တာစုခုသွားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကဲဒါဆိုလို့ရှိရင်တော့ကျမတို့ဒုတိယဆုကိုဆက်ပြီးတော့ရင်ခုန်ရမှာပေါ့နော်ကဲတတိယဆုနဲ့ကိုလွဲသွားလို့ဘာမှစိတ်ပူစရာမလိုပါဘူးကျမတို့ဒုတိယဆုရှိသေးတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျမ random စနစ်လေးကိုနှိပ်ပြီးတော့ဒုတိယဆုဘယ်သူဖြစ်မလဲဆိုတာကိုကျမရွေးချယ်ထားလိုက်မယ်နော်ဟုတ်ကဲ့ပါကျမတို့ဒုတိယဆုလေးကိုရွေးချယ်ထားတာပေါ့နော်တကယ်လို့ပေါ့နော်ကန်ထူးရှင်ဖြစ်သွားတဲ့ဇင်ငိမ့်သူဇင်ငိမ့်သူကိုသိရဆိုလို့ရှိရင်လည်းကျမတို့ရဲ့ဒီ Facebook live ရဲ့အောက်မှာ comment box လေးတွေမှာပေါ့နော်ရေးပေးပါ mention လေးတွေခေါ်ပေးပါသူ့ကိုသိတာပဲဖြစ်ဖြစ်သူတငယ်ချင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ခုနကတော့ကျမကြီးညာသွားတဲ့2000ဆုတွေ3000ဆုတွေမှာပါတဲ့ကန်ထူးရှင်တွေကလည်းတကယ်လို့ live ကိုကြည့်နေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အပျော်လေးတွေဘယ်လိုပဲဖြစ်ဖြစ်ကိုကကန်ထူးရှင်ဖြစ်သွားတဲ့အပျော်လေးတွေကိုပေါ့နော် sharing လုပ်ပေးဖို့ကျမကတော့ဖိတ်ခေါ်ပါတယ်ရှင်ပြီးတော့ကျမတို့ဒီလထဲမှာဆိုလို့ရှိရင်တော့ကျမခုနကပြောသွားသလိုပိတ်ရက်လေးတွေများတာဖြစ်တဲ့အတွက်ပိတ်ရက်လေးတွေမှာဘယ်လို plan လေးတွေလုပ်မလဲပေါ့နော်အဲ့ဒါလေးတွေကိုလည်း sharing လုပ်ပေးပါအောင်ကျမတို့ခုနကတော့ staycation သွားမယ်လို့ပြောထားတယ်ပြီးတော့ချစ်ရတဲ့ Trusty Pay user တွေရဲ့အောက်မှာ sharing လုပ်ပေးထားတဲ့အကြောင်းလေးတွေကိုကြည့်ပြီးတော့ဘယ်လို plan လုပ်ရမလဲမသိတဲ့ user တွေတငယ်ချင်းတွေကနော်သိသွားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့ကျမတို့ဒုတိယဆုဘယ်သူလဲဆိုတာကိုရွေးချယ်ရမယ့်အချိန်မှာကဲဒုတိယဆုကဘယ်သူများဖြစ်မလဲကျမတို့ရဲ့ live ကိုရောကြည့်နေလားကဲကြည့်နေတယ်ဆိုလို့ရှိရင်လည်း comment လေးတွေရေးပေးပါရင်ခုန်စွာနဲ့အတူတူကျမတို့ကြည့်လိုက်မယ်နော်ကဲကျမကလည်းရွေးချယ်ခြင်းနဲ့ကျမမြန်ဖြစ်မလားပေါ့နော်ဟုတ်ကဲ့ကျမကလည်းဖြစ်ချင်တယ်ကန်ထူးရှင်ဖြစ်ချင်တာ350ကန်ထူးချင်တာပေါ့ကဲနော်ကျမလည်းကန်ထူးချင်တယ်ကျမချင်ရတဲ့ Trusty Pay user တွေအားလုံးကိုလည်းကန်ထူးရှင်ဖြစ်စေချင်တယ်ကဲကျမရွေးချယ်လိုက်တော့မယ်နော်โอเคကဲဟုတ်ကဲ့ပါကျမတို့ဒုတိယဆုကန်ထူးရှင်ကလည်းရင်ခုန်စွာနဲ့ဂုံယူစွာနဲ့ထပ်ပေါ်လို့လာပါပြီဒုတိယဆုကန်ထူးရှင်10သိန်းကန်ထူးရှင်ဖြစ်ပါတယ်ရှင်ကဲ10သိန်းကန်ထူးရှင်ရဲ့ account number လေးနဲ့ account နာမည်လေးကိုကျမကနေပြီးတော့ဂုံယူပျော်ရွှင်စွာနဲ့ကြီးညာပေးပါရစေ account number လေးကတော့ 001121023992 ဖြစ်ပါတယ် account နာမည်လေးကတော့ဦးစောဦးဖြစ်ပါတယ် congratulation ပါနောက်ထပ်တစ်ခေါက်ပို့ပြီးတော့ confirm ဖြစ်သွားအောင်ထပ်ပြီးတော့ကြီးညာပေးပါရစေ account number လေးကတော့ 001121023992 ဖြစ်ပါတယ် account နာမည်လေးကတော့ဦးစောဦးဖြစ်ပါတယ်ရှင် congratulation ပါဦးစောဦးရှင်ဟုတ်ကဲ့ပါဦးစောဦးကိုသိတဲ့တငယ်ချင်းတွေTrusty ရဲ့ user တွေလည်းပေါ့နော်ကျမတို့ရဲ့comment လေးတွေမှာရေးပေးဖို့အတွက်ကျမကနေဖိတ်ခေါ်ပါတယ်အကြံပြုပါတယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမကတတိယဆုနဲ့ဒုတိယဆုကိုရွေးချယ်ပြီးသွားတာပဲဖြစ်ပါတယ်တတိယဆုစုခူးသွားတဲ့သူရောဒုတိယဆုစုခူးသွားတဲ့သူရောကျမအရှိမကြီးညာပေးခဲ့တဲ့2000ဆု3000ဆုစုခူးသွားတဲ့သူတွေအားလုံးကိုရော congratulation ပါလို့ထပ်ပြီးတော့ပြောချင်ပါတယ်ရှင်ကဲကျမတို့ခဏနေကြလို့ရှိရင်တော့ Trusty Pay ကနေပြီးတော့ပထမဆု350ဘယ်သူများဖြစ်မလဲပေါ့နော်ကဲ350ကျမပဲဖြစ်မလားကျမချစ်ရတဲ့ Trusty Pay ရဲ့ user တွေပဲဖြစ်မလားပေါ့နော်ဒါကြောင့်ကျမတို့ရင်ခုန်တန်းအပြင်းစားတွေနဲ့ပျော်ရွှင်ရင်ခုန်စွာနဲ့ခဏနေကြရင်တော့ကျမတို့ပြန်ပြီးတော့စုံကြမယ်350ကန်ထူးရှင်ကိုပြီးတော့350ကန်ထူးရှင်ကိုကျမတို့ကဖုန်းနဲ့ဆက်ပြီးတော့လည်းအကြောင်းကြားပေးမယ်ပြီးတော့ video call လေးနဲ့လည်းကျမတို့ရဲ့ဒီ Facebook live ကနေ direct ထုတ်လွှင့်တင်ဆက်မှာဖြစ်တဲ့အတွက်တကယ်လို့ကိုက350ကန်ထူးဖို့တကယ်ကိုတေချာနေပြီဆိုရင်တော့ကိုယ့်ရဲ့ mobile phone လေးတွေကိုယ့်ရဲ့အနည်းဆုံးမှာယူထားဖို့အတွက်ကျမအကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါခဏနေကြရင်ကျမတို့ပြန်တွေ့ကြမယ်အခုတော့ခဏလေးနှုတ်ဆက်မယ်ကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော်အမတွေ့လိုက်ရင်ဝါ Trusty Pay နဲ့ YBS ရဲ့ YBS ကတ်တွေနှစ်သက် promotion အစီအစဉ်လေးရှိရဆိုတာကိုသိပြီးပြီလား
Trusty Pay နဲ့ YPS ရဲ့ collaboration YPS ကမလုပ်ရသေးရင် promotion season လေးရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော် YPS ကလုပ်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော်ဒီမလေးရေ Trusty Pay နဲ့ YPS ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YPS ကရဲ့အထူး promotion season ဆိုတာ YPS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YPS ကအသစ်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရာနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YPS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လို့ရုံနဲ့2000ကျပ်တဲ့ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့တွေရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေမိတာပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင် download QR လေးကို scan ဖတ်ပြီးတော့ပြည့်လုပ်နိုင်ပါတယ်ရှင်။အော်ဟုတ်လား။ဒါဆိုရင် Trusty Pay နဲ့ YPS ရဲ့ကတ်တစ်ကိုအခုပဲအမှကတ်ရှင်လုပ်သွားလိုက်တော့မယ်နော်။ပတ်စံမလုံလောက်ပါ Trusty Pay နဲ့ YPS ရဲ့နှစ်သစ်ကပ်များကိုပြုလုပ်ပြီး bonus များရယူတာပျော်ရွှင်စွာခီးစဉ်များကိုဖြတ်တန်းလိုက်ပါ။ယုံကြည်အားကိုးစွာ၍ Trusty Payကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YPS ကတ်ကိုစောင့်နှားတင်တယ်နော်အမတွေ့လိုက်ရင် wow Trusty Pay နဲ့ YPS ရဲ့ YPS ကတ်တွေနှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YPS ရဲ့ collaboration YPS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော် YPS ကလုပ်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော်ဒီမလေးရေ Trusty Pay နဲ့ YPS ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YPS ကရဲ့အထူး promotion season ဆိုတာ YPS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YPS ကအသစ်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရာနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YPS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လို့ရုံနဲ့2000ကျပ်တဲ့ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့တွေရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေမိတာပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင် download QR လေးကို scan ဖတ်ပြီးတော့ပြည့်လုပ်နိုင်ပါတယ်ရှင်။အော်ဟုတ်လား။ဒါဆိုရင် Trusty Pay နဲ့ YPS ရဲ့ကတ်တစ်ကိုအခုပဲအမှကတ်ရှင်လုပ်သွားလိုက်တော့မယ်နော်။ပတ်စံမလုံလောက်ပါ Trusty Pay နဲ့ YPS ရဲ့နှစ်သစ်ကပ်များကိုပြုလုပ်ပြီး bonus များရယူတာပျော်ရွှင်စွာခီးစဉ်များကိုဖြတ်တန်းလိုက်ပါ။ယုံကြည်အားကိုးစွာ၍ Trusty Payမင်္ဂလာပါရှင် Trusty Pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခု Lucky Draw Live အစီအစဉ်ကနေနှွေးထွေးစွာပျော်ရွှင်စွာနဲ့ပြန်ပြီးတော့ကြိုဆိုလိုက်ပါရရှင်အခုတစ်ခါမှဆိုလို့ရှိရင်တော့ကျမကနှွေးထွေးစွာပျော်ရွှင်စွာနဲ့ပြောသလိုပဲရင်ခုန်စွာနဲ့လို့လည်းကျမထည့်ပြောလို့ရတယ်နော်ဘာဖြစ်လို့လဲဆိုတော့အခုတစ်ခါမှတော့ကျမတို့ပထမဆု350ဘယ်သူကန်ထူးသွားမလဲဆိုတော့ကျမတို့ရွေးချယ်ရမယ့်အချိန်ဆိုတော့အားလုံးလည်းတော်တော်လေးရင်ခုန်နေကြပြီလို့ထင်ပါတယ်ကျမအပေါင်းဝင်ပေါ့နော် Trusty Pay ရဲ့ user တွေ especially အထူးသဖြင့်ပေါ့ဟုတ်ကဲ့ပါရှင်ဒီ Trusty Pay ရဲ့ပေါ့နော်ယုံကြည်စွာကန်ထူးဆုလက်များစုခု Lucky Draw Live အစီအစဉ်ကနေပထမဆု350ဘယ်သူဖြစ်မလဲဆိုတဲ့ winner ကိုပေါ့နော်မရွေးချယ်ခင်မှာ
Trusty Pay MNCUA အကြောင်းလေးကိုကျွန်မအနေငယ်ထပ်ပြီးတော့မိတ်ဆက်ပေးပြောကြားလိုပါတယ်ရှင် Trusty Pay MNCUA ဆိုတာကတော့ QR Pay System ကိုအခြေခံထားပြီးတော့ Digital Pay Wallet တွေအားလုံးကနေငွေပေးချေနိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ် Trusty Pay မှာ MNCUA ကိုအသုံးပြုဖို့အတွက်အကောင့်သက်သက်ပေါ့နော်ထပ်ပြီးတော့ဖွင့်စရာမလိုဘဲနဲ့ Trusty Pay အပါအဝင်ဘယ် Digital Wallet ကိုမဆို QR Code ကို scan ဖတ်လိုက်ရုံနဲ့ကျမတို့ကငွေပေးချေနိုင်မှာပဲဖြစ်ပါတယ် Trusty Pay ရဲ့ MNCUA အဖွဲ့ဝင်တွေဖြစ်တဲ့မြန်မာနိုင်ငံမှာရှိတဲ့ဘန်ဒီအားလုံးနဲ့ Digital Wallet တွေရဲ့ QR Code တွေကို MNCUA စနစ်ပါဝင်တဲ့ Trusty Pay ကနေပြီးတော့ငွေပေးချေနိုင်ပြီဖြစ်ပါတယ်ရှင်ကျမတို့ကပေါ့နော်ဒီအပြန်အလှန်အားဖြင့်ဆိုရင်လည်းမတူညီတဲ့ digital payment တွေဖြစ်တဲ့မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်တွေအားလုံး digital wallet တွေရဲ့ payment ကိုလည်း Trusty Pay merchant ရဲ့ QR code တစ်ခုတည်းနဲ့ငွေလက်ခံနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ပေါ့နော်ဒီ Trusty Pay နဲ့ဆိုလို့ရှိရင်တော့ MNCUA နဲ့သာဆိုရင်ငွေသား cash ကင်စရာမလိုဘဲနဲ့ digital ငွေပေးချေမှုတိုင်းမှာခေတ်မီလုံခြုံလွယ်ကူစေမှာဖြစ်လို့အခုပဲ Trusty Pay အကောင့်ကိုဖွင့်လိုက်ပါလို့ကျမကနေပြီးတော့နော်ချစ်ခင်စွာနဲ့အကြံပြုလိုပါတယ်ရှင်။ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့ရဲ့ Lucky Draw Live ရဲ့ winner ရွေးချယ်ရတော့မယ့်အချိန်မှာကဲရွေးချယ်ရမယ့် winner ကလည်းပထမစု350ဘယ်သူက winner ဖြစ်သွားမလဲဆိုတာကိုဆက်ပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်။ကဲပထမစု350ရွေးချယ်ပြီးတဲ့အခါမှာဒါပဲလားဆိုတော့မဟုတ်သေးပါဘူး။ကျမတို့ပထမစု350ရွေးချယ်ပြီးတော့နောက်ထပ်တစ်ဖြတ်မှာဆိုလို့ရှိရင်တော့ကျမတို့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးစောင့်ထားတဲ့သူတွေကိုလည်းအခုလိုပဲပထမစုဒုတိယစုတတိယစုအပြင်1000စုရောက်200ကိုရွေးချယ်ပေးအောင်မှာပဲဖြစ်ပါတယ်။ Okay ပြောနေတာကြားပါတယ်အခုပဲပထမစု350ဝင်တာဘယ်သူဖြစ်မလဲဆိုတာကိုကျမနဲ့တူတူလိုက်ကြည့်ပြီးတော့ပျော်ရွှင်ရင်ခုန်စွာနဲ့ကျမတို့ရင်ခုန်စွာစောင့်စားကြည့်ရှုလိုက်ကြမယ်နော် Okay let's goဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့ဒီ Trusty Pay user တွေတဲကပေါ့နော် Trusty Pay ကိုအသုံးပြုပြီးတော့ဖုန်းပေးဖြည့်တာmerchant တွေမှာဈေးဝယ်တာပြီးလို့ရှိရင်ကျမတို့ game card gift card တွေဝယ်တာ movie card တွေဝယ်တာเนาะစသဖြင့်ပေါ့နော် Trusty Pay ရဲ့ user တွေကိုကျမတို့ရွေးချယ်ကန်ထူးရှင်ပေါ့ Lucky Draw Like ကနေကန်ထူးရှင်ရွေးချယ်ပေးခဲ့တာဆိုရင်2000စု3000စုတတိယစုဒုတိယစုအခုကတော့ပထမစုကတော့350ပေါ့နော်ကဲ350တာကန်ထူးသွားမယ်ဆိုလို့ရှိရင်တော့ဒီလ2လပိုင်းရဲ့ vacation လေးတစ်ခုပျော်ကြီးဖန်တီးလို့ရတာပေါ့နော်ကဲဟုတ်ကဲ့ပါကျမကလည်းရင်ခုန်နေပါတယ်ကျမချင်းရတဲ့ Trusty Pay user တွေအားလုံးလည်းရင်ခုန်နေမယ်လို့ထင်ပါတယ်ကဲ random စနစ်နဲ့ပဲပွင့်လင်းမြင်သာစွာနဲ့ဒီရွေးချယ်သွားမယ်ပြီးတော့ကျမတို့အခုလိုရွေးချယ်နေတဲ့ Trusty Pay ရဲ့ live ကို Trusty Pay ရဲ့ Facebook page မှာ direct live ထုတ်လွှင့်နေတာဖြစ်တဲ့အတွက်ပွင့်လင်းမြင်သာစွာနဲ့အားလုံးပဲကြည့်ရှုလို့ရပါတယ် Okay ဒါဆိုရင်ကျမကနေပြီးတော့ winner စုအတွက်စပြီးတော့ရွေးချယ်ထားလိုက်ပါတော့မယ်ရှင်ဟုတ်ကဲ့ပါကျမတို့ရဲ့ဒီ Trusty Pay ရဲ့ Lucky Draw Like အစီအစဉ်လေးကိုအစကနေအဆုံးထိကြည့်ဖို့လည်းကျမဖိတ်ခေါ်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ပေါ့နော်ဒီ like လေးပြီးသွားတဲ့အခါမှာဒီ like and share ပေါ့နော်ကျမတို့ရဲ့ဒီအခုတင်ဆက်နေတဲ့ like ကို public နဲ့ like and share ပြုလုပ်ထားတဲ့သူ10ဦးကိုရွေးချယ်ပြီးတော့ lucky money 1000ကျပ်စီ Trusty Pay ကနေပြီးတော့ချီးမြှင့်သွားမယ့်အစီအစဉ်လေးရှိပါတယ်။ဒါကြောင့်ပေါ့နော်ကျမတို့ဒီ lucky draw လေးပြီးအောင်ကြည့်ပြီးတော့ like and share winner အနေနဲ့ပေါ့နော်စုခုဖို့လည်းရင်ခုန်ပေးဖို့ကျမဖိတ်ခေါ်ပါတယ်ရှင်။ကဲအခုကတော့ပထမစုဘယ်သူဖြစ်မလဲကျမတို့ရင်ခုန်ရမှာပေါ့နော်ကဲဖုန်းလေးတွေကိုလည်းခုနားမှာယူထားနော်ကျမက350ကန်ထူးသွားတဲ့သူကိုဖုန်းလေးခေါ်မယ်တကယ်လို့ပေါ့နော်တစ်ဖက်ကအဆင်ပြေရဆိုရင်တော့ကျမဗီဒီယိုကောလေးနဲ့ဒိုင်းရိုင်းလိုက်ပေါ့နော်သူရဲ့ရင်ခုန်တန်လေးတွေသူဘယ်လိုမျိုး Trusty Pay ကိုအသုံးပြုခဲ့လဲဆိုတာတွေနောက်ပြီးတော့သူကန်ထူးသွားတဲ့သူ့ရဲ့ပေါ့နော်ကန်ဆန်းမဲကိုဘယ်လိုနေရာလေးမှာအသုံးပြုမလဲဆိုတဲ့အချက်ကလေးတွေကိုကျမမေးမြန်းပြီးတော့ရင်ခုန်တန်ချင်းဖလှယ်ကြမှာပေါ့နော်ဟုတ်ကဲ့ပါကျမစကားများနည်းနည်းများသွားပြီလားကျမစကားလေးတော့နည်းနည်းများတယ်ကျမအသေးပါဆိုတော့ကျမတောက်ကြပေါ့နော်တောက်ကြတွေကစကားများတယ်ဆိုတော့ပထမစုကိုကျမမရွေးခင်မှာစကားလေးနည်းနည်းများနေတာပဲဖြစ်ပါတယ်ကဲဘယ်သူများဖြစ်မလဲပေါ့နော်ရွေးချယ်လိုက်ပါတော့မယ်ရှင်ဟုတ်ကဲ့ပါကျမတို့ပထမစု350ကန်ထူးရှင်ကတော့ပျော်ရွှင်စွာရင်ခုန်စွာနဲ့ပဲကျမတို့ထွက်ပေါ်လို့လာပြီပဲဖြစ်ပါတယ် Congratulations ပါအကောင့်နာမည်နဲ့အကောင့်နံပါတ်ကလေးကိုကျမကြေညာပေးပါမယ်အကောင့်နံပါတ်ကတော့0011210360384ဖြစ်ပါတယ်အကောင့်နာမည်ကတော့ဒေါ်ခိုင်အေးမွန်ဖြစ်ပါတယ် Congratulations ပါရှင်တော့ပထမစု350ကန်ထူးသွားတဲ့ကန်ကနေတော့မနေဘူးเนาะကဲကျမနောက်ထပ်တစ်ခေါက်ပို့ပြီးတော့ confirm ဖြစ်သွားအောင်ကျမထပ်ပြီးတော့ကြေညာပေးပါမယ်ပထမစုကန်ထူးသွားတဲ့350ကန်ထူးသွားတဲ့ကန်ထူးရှင်ရဲ့အကောင့်နံပါတ်လေးကတော့0011210360384ဖြစ်ပြီးတော့အကောင့်နာမည်လေးကတော့ဒေါ်ခိုင်အေးမွန်ဖြစ်ပါတယ် Congratulations ပါရှင်
ဟုတ်ကဲ့ပါကျမဒေါ်ခိုင်အေးမွန်ကိုဖုန်းလေးဆက်သွဲမယ်ဖုန်းလေးဆက်ပြီးလို့ရှိရင်တော့ကျမကနေပြီးတော့တကယ်လို့အဆင်ပြေတယ်ဆိုရင်ဗီဒီယိုကောလေးကျမတို့ပေါ့နော်သူ့ရင်ထဲကစကားသံလေးတွေသူ့ရင်ထဲကနော် deep feeling လေးတွေကိုကျမမေးသွားမှာပဲဖြစ်ပါတယ်ရှင်။ Okay ဒါဆိုရင်ကျမဖုန်းနံပါတ်လေးရပါပြီဖုန်းနံပါတ်လေးရပြီဆိုတော့ပထမစု350ဝင်တာကိုကျမဖုန်းလေးဆက်သွဲပေးပါမယ်။ဟုတ်ကဲ့ပါဖုန်းလေးခေါ်ထားပါတယ်ကဲဒေါ်ခိုင်အေးမွန်ကကျမတို့ရဲ့ lucky draw live ပေါ့နော်ကြည်နေလားမကြည်ဘူးလားเนาะသူအလုပ်ရှုပ်နေလားအားလားပေါ့စနေဆိုရင်တော့အပြင်သွားတာတွေများမယ်လို့ကျမတို့ထင်တယ်ပေါ့ကဲလိုပဲဖြစ်ကျမတို့ခေါ်ကြည့်လိုက်မယ်ကျမတို့3ချိန်3ကတော့ကျမစူးစမ်းပြီးတော့ခေါ်ပေးကြည့်ပါဟယ်လိုဟယ်လိုဟုတ်ကဲ့ပါရှင်ဒေါ်ခိုင်အေးမွန်လားမသိဘူးရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါမရေမခိုင်အေးမွန်ကလေဒီ trusty pay ရဲ့user တယောက်နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျမတို့လေဒီ lucky draw live ကိုဒီလမှာကျမတို့10ရက်နေ့ကိုပြောင်းထားတာပေါ့နော်မကြည့်ရောကြည့်ဖြစ်လားရှင့်ကျမတော့တိတ်မကြည့်ဖြစ်ဘူးရှင်ကိုကနေပြန်ရောက်ဟဲ့လားဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်မကြည့်ဖြစ်ပေမဲ့မတကယ်ကိုကန်ကောင်းသွားပါတယ်ဟုတ်ကဲ့ပါကျမတို့ lucky draw live ရဲ့ပေါ့နော်ဒီပထမဆုရှိရယ်ဒုတိယဆုရှိရယ်တတိယဆုရှိရယ်အဲ့ဒီ3ဆုထဲမှာမဆုကြီးတစ်ခုကိုကန်ထူးသွားတယ်ဘယ်ဆုလို့ထင်လဲရှင့်ဟုတ်ကဲ့ပါမခိုင်အေးမွန်ကနေပြီးတော့ပေါ့နော်ကျမတို့ဒီလရဲ့38ချိန်မြောက် lucky draw live အစီအစဉ်မှာ350ပထမဆုကိုကန်ထူးသွားပါတယ်ရှင့်ပထမဆု350ကန်ထူးသွားပါတယ်ဟုတ်ကဲ့ပါမပြောမှာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟွာလေးအစင်ပြေလို့ရှိရင်လေဒီဖုန်းလေးက Viber ရှိလားရှင့်Viber ကရှိတယ်ဒါပေမဲ့ကျမအခုလောလောဆယ်ဖုန်းဒီခွင့်ပြီးအိမ်ပြန်လာဆိုတော့လေမစိတ်မမိဘူးလားဟဲ့လားဒါဆိုလို့ရှိရင်တော့တဲတဲတို့ကနေပြီးတော့ဒီ live ကနေ350ရတဲ့သူကိုလေပုံမှန်ဆိုလို့ရှိရင် live မှာဒီ video call လေးနဲ့ဓာတ်ရိုက်ပေါ့နော်တခါတည်းဓာတ်ရိုက် live ထုတ်လို့ရင်းနဲ့ video call လေးနဲ့မေးခွန်းလေးတွေမေးတာပေါ့အခုက video call ကအဆင်မပြေဘူးဆိုတော့ဖုန်းလေးနဲ့ပဲမေးရမှာပေါ့အမကြီးဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်အမအနေနဲ့ပေါ့နော်ဒီဘယ်တိုင်းဒေသကြီးဘယ်မြို့နယ်ကနေပြီးတော့ကန်ထူးသွားတာလဲဆိုတာအရင်ဆုံးမေးပြရစီပေါ့နော်အဲ့ရုပ်သက်ခုံရပါရှင်ဟုတ်ကဲ့စစ်ကလေးဟုတ်ကဲ့အလျှက်စစ်ဝင်ကြီးဌာနကပေါ့နော်နေပြီးတော့ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပြီးတော့ရှိရင်လေ trusty pay ကိုဘယ်လိုနေရာတွေမှာအသုံးပြုတာလဲပေါ့နော်အဲ့ဒါလေးလည်းပြောပြပေးပါဦးကျမကကျတော့နောက်ပါထုတ်တော့ဒီ trusty pay ကိုသူတို့မှလာကြအဲ့ရနဲ့ထုတ်တာဆိုတော့လေဟုတ်ကဲ့အခြားနေရာလေးတွေမှာလည်းသုံးလို့ရတယ်နော်မကြီးဖုန်းမေဖြည့်တာတို့နော်ဟုတ်ကဲ့မားချက်နေမှာဈေးဝယ်တာတို့ပေါ့နော်ပြီးတော့ movie cut လေးတွေဝယ်တာတို့ပေါ့နော်ဟုတ်ကဲ့ပါ350ကန်ထူးသွားတဲ့အတွက်အများကြီး congratulation ပါအများကြီးလည်းထပ်တူဝမ်းသာပါတယ်ရှင်မအနေနဲ့ပေါ့နော်ဒီ trusty pay ရဲ့အကြောင်းလေးကိုမိတ်ဆွေတွေတငယ်ချင်းတွေမိသားစုဝင်တွေအခုနေကိုရောက်နေတယ်ဆိုတော့နေရဗမာလဲရှင်ဒီမှာနေတော့ဟိုဒီအပေါ်လေးဟိုဟုတ်ကဲ့ပါတယ်အားလုံးဒီလေကွင်းတောင်ဟိုဘက်ကိုလေလေကွင်းတောင်ဟိုဘက်ကိုဟုတ်ကဲ့ပါရှင်ရောက်တဲ့နေရာလေးမှာလဲပေါ့နော်မရဲ့အသည့်အကျွမ်းတွေကို trusty pay အကြောင်းလေးကို sharing လုပ်ပေးပါအောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့မဒီလကလေအစိုးရရုံးပေးရဲ့ရက်ရှည်လည်းရှိတယ်နော်ရက်ရှည်လည်းရှိတယ်350လည်းကန်ထူးပြီဆိုတော့ဘယ်လို plan လေးတွေရှိမလဲပေါ့နော်ပြောပြလို့ရလားအုံနောက်ထဲမှာရောပေါ်လာတာလေးရှိလားရှင့်ဟုတ်ကဲ့ကျွန်တော်အိန္ဒိယမှာဟောမနေရဆိုတော့လေအဲ့လိုမျိုးအိန္ဒိယမှာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ဒီနေကိုပြန်မဲ့အိမ်ပြန်ခီးရတော့ပျော်စရာကြီးပေါ့မရေလက်ဆောင်တွေအများကြီးဝယ်သွားလို့ရတာပေါ့နေပြည်တော်ကနေဆိုတော့နန်းစိန်တို့เนาะပြစ်ချင်တို့ဟုတ်ကဲ့ပါ trusty pay အတွက်လည်းစတောင်းစကားလေးပြောပေးပါဦးဟုတ်ကဲ့trusty pay ရဲ့ဟိုတူတဲ့ပါတူပါဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်မခိုင်အေးမွန်နဲ့တဲ့နဲ့ပြောထားတဲ့ဘာလေးကိုပြန်ပြီးတော့ကြည့်ကျင်နေဆိုလို့ရှိရင်လည်း trusty pay ရဲ့ Facebook page မှာပေါ့နော်တဲ့တို့ like လေးတင်ထားတာရှိပါတယ်ပြန်ကြည့်လို့လည်းရပါတယ်အခုလည်းဓာတ်ရိုက်ထုတ်လွှင့်နေတာနော်မဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဟုတ်ဒီ trusty pay ကနေမကိုဆက်သွယ်လာပါလိမ့်မယ်နော်ဟုတ်ကဲ့ပါရှေ့လျှောက်လဲ trusty pay ကိုအများကြီးအားပေးပါအောင်နော်ဟုတ်ကဲ့ပါ congratulation ပါကျေးဇူးအများကြီးတင်ပါတယ်
ဟုတ်ကဲ့ပါအော်မရေအရေးကြီးတာတခုမေးဖို့ကြံသေးတယ်မမအခုရင်ထဲဟာပေါ့နော်ပျော်ရွှင်တဲ့စကားအတန်လေးရင်ထဲမှာဘလို့ခံစားသွားရလဲပေါ့ trusty pay ကနေဆက်သွယ်ပြီးတော့ပထမဆုရတယ်ပေါ့နော်350ကန်ထူးတယ်လို့ပြောလိုက်တဲ့အချိန်မှာဟုတ် အရင်အော်ဒါအဲ့လိုမျိုးဖြစ်ပြီးဒီကရဟိုဒီနေ့ line လေးပိတ်ပြီးတော့အဲ့လိုဖြစ်အော်ဟုတ်ကဲ့ပါရှင်နော်တော်သေးတာပေါ့ဖုန်းလေးမိလို့ပေါ့နော် ဟုတ်ကဲ့ဖုန်းကတော့မိရဟိုinternet line နဲ့မြင်ရတာရှင်ဟုတ်ကဲ့ပါရှင်နော် congratulation ပါမမရေနော်ထပ်တွေ့ကြမယ်နော် trusty pay ကိုအများကြီးအားပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဖုန်းလေးချလိုက်ပြီနော်ကဲအခုဆိုလို့ရှိရင်တော့ဒီ trusty pay ရဲ့ပထမဆုဝင်တာဒေါ်ခိုင်အေးမွန်နဲ့ဒီဖုန်းလေးဆက်သွယ်ပြီးတော့ပေါ့နော်ကျမတို့ဒီသူ့ရဲ့ရင်ထဲကစကားသံလေးတွေသူဘယ်လို trusty pay ကိုအသုံးပြုတာလေးတွေနောက်ပြီးတော့သူ့ရဲ့ဒီဘောကန်ထူးသွားတဲ့သူကန်ထူးရှင်ဖြစ်သွားတဲ့အတွက်ဘယ်လိုမျိုး plan လေးရှိလဲဆိုတာလေးတွေကိုကျမမေးမြန်းခဲ့တာပဲဖြစ်ပါတယ်အမှန်ဆိုလို့ရှိရင်တော့ကျမတို့ကဒီ video call လေးနဲ့ဆက်သွယ်ပြီးတော့မေးမြန်းမှာပဲဖြစ်ပါတယ်ဒါပေမဲ့ तू ကနေပြီးတော့ပေါင်းလောင်ဟိုးဘက်ကနေရာလေးကိုရောက်နေတာဖြစ်တဲ့အတွက်ပေါ့နော်လှေခွင်းတောင်ဟိုးဘက်ကနေရာလေးကိုရောက်နေတာနည်းနည်းလေးတော့ဝေးမဲ့ပုံပဲပေါ့နော်ဖုန်းလိုင်းလေးကတိတ်မမိဘူးဖုန်းတော့ပြောလို့ရတယ်ပေါ့နော်ဗီဒီယိုကောဆိုရင်တော့အဆင်မပြေနိုင်ဘူးလို့ပြောလာတဲ့အတွက်ကျမတို့သူ့ရဲ့သူ့ရင်ထဲကခန်းစားချက်လေးတွေအကြောင်းအရာလေးတွေကိုကျမဖုန်းနဲ့ပဲဆက်သွယ်ပြီးတော့မေးလိုက်တာပေါ့နော်နေပြည်တော်ကဝန်ကြီးဌာနကဝန်ထမ်းတဦးဖြစ်တယ်ပေါ့နော်congratulation ပါလို့လည်းပြောချင်ပါတယ်ပြီးတော့သူကဒီရုံးပိတ်ရဲ့ရှေ့မှာနေကိုပြန်มาပေါ့နော်ဒါကြောင့်မိသားစုစီပြန်မဲ့အပြန်ခီးလေးကတော့တော်တော်လေးလှသွားပြီပေါ့ဟုတ်ကဲ့ပါ congratulation ပါလို့ကျမကဒီ season ကနေထပ်ပြီးတော့ပြောချင်ပါတယ်ရှင်ကဲကျမတို့နောက်ထပ်ရင်ခုန်စရာကျမတို့စောင့်စားစရာအချိန်တွေရှိပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့ trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးစောင့်ထားတဲ့သူတွေတဲကမှကျမတို့ကနေပြီးတော့ကဲပထမဆုဒုတိယဆုတတိယဆုအပြင်1000ဆုအယောက်200ကိုလည်းကျမတို့ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ခဏနေကြာလို့ရှိရင်တော့ရင်ခုန်သန်းအသစ်နဲ့ကျမတို့ထပ်ပြီးတော့တွေ့ကြမယ်နော်အခုတော့ကျမချင်ရတဲ့ trusty pay user တွေရော Facebook like ကနေကြည့်ရှုနေတဲ့ပရိသတ်တွေရောနဲ့ခဏလေးနှုတ်ဆက်ချင်ပါတယ်ကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော်အမတွေ့လိုက်ရင်ဝါ Trusty Pay နဲ့ YBS ရဲ့ YBS ကတ်တွေနှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YBS ရဲ့ collaboration YBS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော်YBS ကလောက်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော်ဒီမလေးရေ Trusty Pay နဲ့ YBS ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YBS ကရဲ့အထူး promotion season ဆိုတာ YBS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YBS ကအသက်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရာနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YBS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လို့ရုံနဲ့2000ကျပ်တန်ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့တွေရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေမိတာပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင် download QR လေးကို scan ဖတ်ပြီးတော့ပြည့်လုပ်နိုင်ပါတယ်ရှင်။အော်ဟုတ်လား။ဒါဆိုရင် Trusty Pay နဲ့ YBS ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ရှင်လုပ်သွားလိုက်တော့မယ်နော်။ Esa me lo laupa. Trusty Pay နဲ့ YBS ရဲ့နှစ်သစ်ကတ်များကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖြတ်တန်းလိုက်ပါ။ယုံကြည်အားကိုးစွာ၍ Trusty Payကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော်
妈，对来耶！哇！ Trusty Pay နဲ့ YPS ရဲ့ YPS ကအတွက်နှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YPS ရဲ့ collaboration YPS ကဒီမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော် YPS ကလုပ်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော် ဒီမလေးရေဖန်စီပေးနဲ့ YBN ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YPS ကရဲ့အထူး promotion အစီအစဉ်ဆိုတာ YPS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YPS ကအသစ်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YPS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လုပ်ရုံနဲ့2000ကျပ်တန်ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့တွေရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေးပြီးကြောက်ပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင် download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင် အော်ဟုတ်လားဒါဆိုရင် Trusty Pay နဲ့ YBN ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ချင်လုပ်သွားလိုက်တော့မယ်နော် ပတ်စံမလုံလောက်ပါ Trusty Pay နဲ့ YPS ရဲ့နှစ်သက်ကများကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖျက်တမ်းလိုက်ပါယုံကြည်အားကိုးစွာ၍ Trusty Payမင်္ဂလာပါရှင် Trusty Pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခု Lucky Draw Live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှဆိုလို့ရှိရင်တော့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်ထားတဲ့သူတွေတဲကမှပထမဆုဒုတိယဆုတတိယဆုတွေကိုလည်းရွေးချယ်သွားမှာဖြစ်တယ်လို့1000ဆုရှင်အယောက်200ကိုလည်းရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်မဝင်နာတွေကိုမရွေးချယ်သေးခင်မှာတော့ဒီ Trusty Pay နဲ့မီတာပေးဘယ်လိုစောင့်ရလဲမီတာပေးအကြောင်းလေးကိုကျွန်မထပ်မံပြီးတော့မိတ်ဆက်ပေးလိုပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးမှာဆိုလို့ရှိရင်မြို့နယ်အားလုံးမန္တလေးတိုင်းဒေသကြီးမှာဆိုလို့ရှိရင်လည်းမြို့နယ်အားလုံးနေပြည်တော်တိုင်းဒေသကြီးမှာဆိုရင်လည်းမြို့နယ်အားလုံးနဲ့ AR တိုင်းဒေသကြီးရဲ့မြို့နယ်6မြို့နယ်မှာလျှက်စစ်မီတာပေးကို Trusty Pay ကိုအသုံးပြုပြီးတော့ပေးဆောင်လို့ရနေပြီပဲဖြစ်ပါတယ်။ AR တိုင်းမှာဆိုလို့ရှိရင်တော့ပသိမ်မြို့မအူပင်မြို့ဖျာပုံမြို့ညောင်တုံးမြို့ပန်းတနော်မြို့နဲ့အချောင်းကုန်းမြို့တွေမှာလျှက်စစ်မီတာပေးကို Trusty Pay ကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူနဲ့ပေးဆောင်လို့ရနေပြီပဲဖြစ်ပါတယ်။ Trusty Pay နဲ့လျှက်စစ်မီတာပေးစောင့်မယ်ဆိုလို့ရှိရင်တော့5% discount ရရှိနိုင်မှာပဲဖြစ်ပါတယ်။ဒါတွေမဲလားဆိုတော့မဟုတ်သေးပါဘူး။ကျမတို့နေ့စဉ်ကောက်ထားတဲ့ကူပွန်တွေကိုလည်းပြန်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ point တွေကိုလည်းပြန်ပြီးတော့အသုံးပြုလို့ရပါတယ်။ပြီးတော့တက်လွယ်လွယ်ကူကူနဲ့အချိန်လည်းမကုန်လူလည်းမပင်မဲ့ပြီးတော့ discount တွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်အခုပဲ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်ပါလို့ကျမကတော့ချစ်ခင်စွာနဲ့အကြံပြုလိုပါတယ်။ကဲအခုလေကန်ထူးရှင်ပါဝင်တဲ့ပွဲမှာကျမတို့ကန်ထူးရှင်ရွေးချယ်တဲ့ပွဲမှာပါဝင်ကန်ဆန်းလို့ရတဲ့ဒီလိုမျိုးပေါ့နော်ကျမတို့ဒီ benefit တွေလည်းကျမတို့ရရှိအောင်မှာဖြစ်တဲ့အတွက် Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးဆောင်ပါလို့ကျမကတော့အကြံပြုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့ပထမဦးဆုံးအနေနဲ့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးစောင့်ထားတဲ့သူတွေတဲကမှ1000ဆုရှင်အယောက်200ကိုဦးစွာရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျမတို့ပုံမှန်အတိုင်းပဲတတိယဆုဒုတိယဆုပထမဆုကိုရင်ခုန်စွာနဲ့ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျမနဲ့တူတူလိုက်ပါပြီးတော့ရင်ခုန်စွာနဲ့စောင့်စားကြည့်ရှုပေးပါအောင်နော်။ဘသူတွေကဝင်နာတွေဖြစ်မလဲပေါ့။ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့လျှက်စစ်မီတာဘေးကိုပေါ့နော် Trusty Pay ကိုအသုံးပြုပြီးတော့စောင့်ထားတဲ့သူတွေတဲကမှ1000ဆုရှင်အယောက်200အောင်ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲ1000ဆုရှင်အယောက်200ဆိုတော့ကန်လို့ရှိရင်အများကြီးထွက်ပေါ်လို့လာမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျမတို့ကရွေးချယ်တဲ့နေရာမှာဆိုလို့ရှိရင်လေခုနကအတိုင်းပဲကျမတို့ random စနစ်ကိုအသုံးပြုပြီးတော့ပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲကျမကစပြီးတော့ random စနစ်လေးကိုနှိပ်ပြီးတော့စတင်ရွေးချယ်ပေးပါမယ်။အယောက်200အောင်ရွေးပေးပါနော်။ဟုတ်ကဲ့ပါကဲစပြီးတော့ရွေးချယ်ထားပါပြီရှင်ကျမတို့ဒီ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးဆောင်တာကတကယ်ကိုမှအဆင်ပြေပါတယ်အခုလိုကန်ထူးရှင်အနေနဲ့ဒီကန်ဆန်းခွင့်လည်းရရှိမယ်ပြီးတော့ 5% နဲ့ discount ရရှိမယ် point တွေကူပွန်တွေကိုလည်းပြန်သုံးလို့ရမယ်ကဲဒါဆိုလို့ရှိရင်တော့ကျမတို့အချိန်လည်းမကုန်တော့ဘူးလူလည်းမပင်ပန်းတော့ဘူးနေပူထဲမှာလည်းသွားပြီးတော့တန်းစီစရာမလိုဘူးပြီးတော့ကန်ထူးရှင်မှာဖြစ်အောင်မယ်ဆိုလို့ရှိရင်တော့တကယ်ကိုကောင်းတဲ့ chance တွေပဲ Okay ဒါဆိုလို့ရှိရင်တော့ကျမပထမဦးဆုံးလ
လက်စစ်မီတာဘေးစောင့်ထားတဲ့ trusty pay ကိုအသုံးပြုပြီးတော့လက်စစ်မီတာဘေးစောင့်ထားတဲ့ကန်ထူးရှင်တွေဘယ်သူတွေဖြစ်မလဲဆိုတာကိုစပြီးရွေးချယ်ပြလိုက်ပါမယ်ရှင်ဟုတ်ကဲ့ပါကန်ထူးရှင်တွေကတော့ပျော်ရွှင်စွာနဲ့ရင်ခုန်စွာနဲ့ထွက်ပေါ်လို့လာပြီပဲဖြစ်ပါတယ်အကောင့်နာမည်လေးတွေကိုကြီးညာပေးပါမယ်ဦးသက်နိုင်ဇော်မျိုးထွန်းဒေါ်ရီရီဝင်းအီမော်ချိုးတီတာအောင်ဒေါ်ထေထေတန်ရဲမင်းအေးပြီးလို့ရှိရင်ဟန်မီမီကိုဦးအောင်စိုးဦးမိုးသက်နွယ်ထွန်းမြင့်နိုင်ပုံပုံအေးဒေါ်စနာဟန်ဒေါ်စိုးဟန်ဒီထက်ဒေါ်နှင်းမိုးဆန်ဒေါ်တန်းရီဦးရွှေထန်းပြီးတော့ဦးထွန်းဝေမက်ခင်ယူမေဒေါ်ထက်မိုးတို့ပဲဖြစ်ပါတယ်ရှင်အားလုံးပဲ congratulation ပါရှင်ဟုတ်ကဲ့ပါနောက်ထပ် condition တွေကိုလည်းထပ်မံပြီးတော့ရွေးချယ်ပေးပါရစေဟုတ်ကဲ့ပါကျမတို့ပေါ့နော်ကန်ထူးရှင်တွေကိုတည်တာမျိုးပဲဖြစ်ဖြစ်ကိုရိုင်းကကန်ထူးရှင်ဖြစ်တာပဲဖြစ်ဖြစ်လက်စစ်မီတာပဲနဲ့ဆောင်တဲ့ကန်ထူးရှင်တွေကိုတည်တာပဲဖြစ်ဖြစ်ခုနကတော့ကျမတို့ဝင်နာတွေကိုတည်တာပဲဖြစ်ဖြစ်ပေါ့နော် comment လေးတွေမှာလည်းရေးပေးပါအောင်ရှင်ပြီးတော့ကျမတို့ဒီအခုလာမဲ့ဒီလထဲမှာဆိုလို့ရှိရင်အစိုးရရုံးပိတ်ရက်ရှိလဲရှိရပေါ့နော်အဲဒီအတွက်ကြောင့်ကိုယ့်ရဲ့ vacation plan လေးကဘယ်လိုရှိလဲဆိုတာကိုလည်း share လုပ်ပေးထားလို့ရပါတယ်ပြီးလို့ရှိရင်တော့ကျမက comment လေးတွေတစ်ခုချင်းစီလိုက်ဖက်ပြီးမှဖြစ်ပါတယ်ရှင်ကဲနောက်ထပ်ကန်ထူးရှင်တွေကိုကျွန်မထပ်ပြီးတော့ပေးချက်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါနောက်ထပ်ပေါ့နော်trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်ထားတဲ့သူတွေတဲကမှ1000စုကန်ထူးရှင်နောက်ထပ်အယောက်20ကလည်းရင်ခုန်စွာနဲ့ဂုဏ်စွာနဲ့ထွက်ပေါ်လို့လာပြီပဲဖြစ်ပါတယ်အကောင့်နာမည်လေးတွေကတော့အောင်ဖြိုးမင်းဒေါ်သက်ဝေငိမ့်ဦးအောင်မိုးမြင့်ဦးပြည့်စုံဦးဆိုပြေခန့်ငိမ့်ပြည့်အောင်နေဝင်းထွန်းဦးအာကာဟိတ်စီခဲယိုပြီးတော့ဦးအာကာအောင်စောဟိတ်ဒေါ်ဖြူဖြူခိုင်ဒေါ်တင့်မေဒေါ်မော်လိုက်မယ်ပြီးလို့ရှိရင်ဦးကျော်စန်းဝင်းတင်နွယ်ထွန်းစောယူဝင်းနေမျိုးအောင်တင်ထွေဆွေနိုင်ပြီးတော့ဝေသူအောင်တို့ပဲဖြစ်ပါတယ် congratulation ပါရှင်ကဲနောက်ထပ်အယောက်20ဘယ်သူတွေဖြစ်မလဲကျွန်မထပ်ပြီးတော့ရွေးချယ်ထားလိုက်ပါမယ်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ဒီ Lucky Draw Live အစီအစဉ်လေးကိုပြီးတဲ့အထိကြည့်ပေးဖို့လည်းကျမ request လုပ်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ Lucky Draw Live အစီအစဉ်လေးပြီးတဲ့အခါမှာကျမတို့ကနေပြီးတော့ like and share winner လေးကိုရွေးချယ်ပေးအောင်ပါ။ like and share winner ကတော့10ဦးဖြစ်ပါတယ်။ပြီးတော့ Lucky Money 1000ကျပ်စီ Trusty Pay ကနေကြီးမြင့်သွားမယ့်အစီအစဉ်လေးရှိပါတယ်ရှင်။ဟုတ်ကဲ့ပါဒါကြောင့်ပြီးတဲ့အထိကြည့်ပါပြီးတော့ public နဲ့ like and share လေးလည်းလုပ်ဖို့အတွက်ကျမကနေပြီးတော့ request လုပ်ပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ထပ် condition တွေဘယ်သူဖြစ်မလဲဆိုတာကျွန်မထပ်ပြီးတော့ရွေးချယ်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါနောက်ထပ် condition တွေကိုလည်းကြီးညာပေးပါရစေအကောင့်နာမည်လေးတွေကတော့ဒေါ်တနာအောင်ဒေါ်ဝင်းတနာနွယ်ဒေါ်မြမေဒေါ်မြအေးပေါ့နော်ဒေါ်မြအေးဦးမောင်ကျော်ခင်နှင်းသက်မက်မိုးမရဲတင်ဦးကျော်သူအောင်ရင်မာဖြိုဦးစန်းလင်းအောင်ဦးရင်ထွေဒေါ်နွယ်ကြီးဤစိုးမြင့်ဒေါ်စိုးတနာရန်နိုင်ရွှေပြီးတော့ထွန်းလင်းနိုင်ဦးတန်းဝင်းဒေါ်ချိုဒေါ်တန်းဝေဦးမိုးကျော်တို့ပဲဖြစ်ပါတယ် congratulation ပါရှင်ကဲနောက်ထပ် condition တွေကိုလည်းထပ်ပြီးတော့ရွေးချယ်ထားပါရစေကျမ condition တွေကြီးညာတဲ့အခါမှာပေါ့နော်ကျမတို့ဒီနာမည်လေးတွေနည်းနည်းလေးထပ်သွားတာမျိုးပဲဖြစ်ဖြစ်နောက်မသေးကွဲလိုက်တာပဲဖြစ်ဖြစ်မကြားလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဘာမှစိတ်ပူစရာမလိုပါဘူးကျမတို့ Lucky Draw Live အစီအစဉ်ပြီးတဲ့အခါမှာ Trusty Pay ရဲ့ page မှာပေါ့နော် Facebook page မှာဘယ်သူကတော့ဖြင့်ဘယ်စုကိုနော်စခုသွားတယ်ဘယ်စုကိုကန်ထူးသွားလဲဆိုတာကိုကျမတို့ကနာမည်လေးတွေရောအကောင့်နံပါတ်လေးတွေရောစုံလင်းလင်းပြည့်စုံလေးပြန်ပြီးတော့ upload လုပ်ပေးမှာပဲဖြစ်ပါတယ်ရှင်ကျမလည်းဒီခါလေးကြာရင်မှားပြီးတော့ကျမနာမည်လည်းကျမခေါ်တတ်သေးတယ်။ဟုတ်ကဲ့ပါရှင်။ကဲဒါဆိုလို့ရှိရင်တော့ကျမနောက်ထပ် condition တွေကိုရွေးချယ်လိုက်တော့မယ်နော်။ဟုတ်ကဲ့ပါနောက်ထပ် condition တွေရဲ့နာမည်လေးတွေကိုလည်းကျမကြီးညာပေးပါမယ်။နောက်ထပ် condition တွေရဲ့နာမည်ကတော့ဒေါ်ခင်နှင်းစီပေါ့နော်။ဒေါ်ခင်နှင်းစီနေကြီးရှွန်းလက်ဒေါ်ခင်သိန်းဒေါ်မေစင်နွယ်ဦးအောင်ဖုံးမိုးဦးထွန်းထွန်းစောဒေါ်တီရီဆန်ဒေါ်တီတာအေးနုနုဝင်းဒေါ်စင်မာထွန်းဖြူဖြူမော်မောင်အောင်ထိုက်သူဦးအောင်ကိုလွင်ဒေါ်ကြည်ထေဒေါ်အိမ်မြက်ချေပြီးတော့ဒိုင်နာလေလီယန်မွေပေါ့နော်ဒါလေးကတော့ချင်းနာမည်လေးထင်တယ်နော်ဒိုင်နာလေလီယန်မွေပေါ့နော်ပြီးတော့ဦးညီညီထွေးဦးအောင်ဝင်းဒေါ်အေးနွဲ့မူဦးအောင်ဟိန်းတန်တို့ပဲဖြစ်ပါတယ်အားလုံးပဲ congratulation ပါရှင်ဟုတ်ကဲ့ပါနောက်ထပ် condition တွေကိုထပ်ပြီးတော့ random စနစ်လေးနဲ့ရွေးချယ်ပေးထားပါမယ်ကဲဟုတ်ကဲ့ပါကျမတို့အခုရွေးချယ်လာတာဆိုရင်နောက်ထပ်အယောက်20ဆိုလို့ရှိရင်တော့ရောက်100ပေါ့နော်
ကဲဘယ်သူတွေများကန်တူးရှင်ဖြစ်မလဲပေါ့နော်ကဲ trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင်းတာဆိုလို့ရှိရင်ကျမခုနကပြောသွားသလိုပဲ trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင်းလိုက်တာနဲ့ကျမတို့က5% discount ရရှိမယ်ပြီးလို့ရှိရင်ကျမတို့ကဒီပေါ့နော်ကူပွန်တွေ point တွေကိုလည်းပြန်ပြီးသုံးပြုလို့ရတယ်အခုလိုမျိုးကန်ထူးရှင်အနေနဲ့လည်းပါဝင်ကန်ဆန်းခွင့်ရှိတယ်ကန်ထူးသွားနိုင်ဖို့အတွက် chance တွေအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့1000စုကိုကျမတို့ကအယောက်200အောင်ရွေးပေးတယ်ပြီးလို့ရှိရင်တတိယစုဒုတိယစုပထမစုလည်းရှိတယ်ပေါ့နော်ဒါကြောင့်အခုပဲ trusty pay account ကိုဖွင့်ပြီးတော့လက်စစ်မီတာပြီးစောင့်မှာ trusty pay နဲ့ transaction တွေအများကြီးလုပ်ပါလို့ကျမဒီကနေပြီးတော့အကြံပြုချင်ပါတယ်ရှင်ကဲနောက်ထပ်ကန်တူးရှင်ဘယ်သူတွေဖြစ်မလဲရွေးချယ်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါနောက်ထပ်ကန်တူးရှင်တွေကလည်းပျော်ရွှင်စွာနဲ့ရင်ခုန်စွာနဲ့ထွက်ပေါ်လို့လာပါပြီနောက်ထပ်ကန်တူးရှင်တွေရဲ့အကောင့်နာမည်လေးတွေကိုလည်းကြီးညာပေးပါမယ်အကောင့်နာမည်လေးတွေကတော့ဦးစီယာကျော်ချိုမာထွန်းလွင်နီလက်ဝင်းငိမ့်ပြည့်စုံဒေါ်ထက်ထက်ဦးဝေပုံမိုးကြည်တာဆန်ဦးပြည့်ဖြိုးအောင်ရင်သူစာလွင်ဇင်မေဖြိုးတင်းတင်းဝါဣရွှေမွန်စီစီမြိတ်ပြီးတော့ဝေရန်ရှင်မက်နွေးနန္ဒာထွန်းဦးကျော်မင်းတန်မတ်စုမြတ်မွန်ရွန်းရတနာလှိုင်ဦးထွန်းအောင်ကျော်မေသက်မော်လှိုင်ဝင်းအောင်တို့ပဲဖြစ်ပါတယ်အားလုံးပဲ congratulation ပါရှင်ကဲအခုဆိုလို့ရှိရင်တော့ကျမတို့ကအယောက်100ရွေးချယ်ပြီးသွားပြီနောက်ထပ်အယောက်100ကျန်ပါသေးတယ်ရှင်ဟုတ်ကဲ့ပါဆက်ပြီးတော့ကျမထပ်ပြီးတော့ random စနစ်လေးနဲ့ရွေးချယ်ထားလိုက်မယ်နော်ကျမတို့ comment လေးတွေမှာလည်းဝင်ပြီးတော့ရေးပေးဖို့အတွက်ကျမ request လုပ်ပါတယ်ရှင်အားလုံးကိုလည်းကန်တူးရှင်ဖြစ်စေချင်ပါတယ်အားလုံးကလည်းကန်တူးရှင်ဖြစ်ချင်မယ်လို့ယုံကြည်ပါတယ်ကဲနောက်ထပ်ကန်တူးရှင်ဟုတ်ကဲ့ပါအကောင့်နာမည်လေးတွေကိုကျမကြီးညာပေးပါမယ်เนาะကျမတို့ဒီ trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်ထားတဲ့သူတွေကမှ1000စုကန်တူးရှင်တွေကိုကြီးညာပေးနေတာပဲဖြစ်ပါတယ်အယောက်100ကိုတော့ကြီးညာပေးလို့ပြီးသွားပြီပဲဖြစ်ပါတယ်နောက်ထပ်ကျန်ရှိတဲ့အယောက်100ပေါ့เนาะဟုတ်ကဲ့ပါအကောင့်နာမည်လေးတွေကတော့ဦးအောင်တိုးဝေဒေါ်အေးမမို့ထွန်းရီရီမြေပြီးတော့ထက်ဦးတာဒေါ်ဆန်းဆန်းတင်ဒေါ်စင်မာအေးဒေါ်စင်မာလွင်ပလဲလွင်ပြီးတော့ဒေါ်အေးမြတ်မော်ဒေါ်အေးတန်တာဦးထွန်းထွန်းနိုင်ပြီးတော့ຫນွေတန်ဦးတုတနိုင်နိုင်မျိုးသူဦးထက်လင်းစောဒေါ်ထိုက်ဧကရီဖြိုဝေယံမိုးဒေါ်ချောစုဝင်းဦးအောင်ငိမ့်လင်းဒေါ်ပိုးဤလွင်တို့ပဲဖြစ်ပါတယ် congratulation ပါရှင်ကဲနောက်ထပ်ကန်တူးရှင်ကိုလည်းတခါတည်းကျမရွေးသွားလိုက်မယ်နော်အယောက်100တောင်ကျန်နေပေါ့အခုအယောက်130ပြီးသွားပြီနောက်ထပ်ကျန်လေးတွေ120ပြီးသွားတာပေါ့နော်ကျမတို့ကတစ်ခါချင်းညာရင်အယောက်20ဆိုတော့ကဲနောက်ထပ်ကန်တူးရှင်တွေကလည်းရင်ခုန်စွာနဲ့ထွက်ပေါ်လို့လာပြီပဲဖြစ်ပါတယ်နောက်ထပ်ကန်တူးရှင်တွေကတော့ပိုင်မင်းချက်ဒေါ်ပိုးသားဖြူရှမ်းနိုင်ထက်ရှမ်း H နဲ့ဆိုတော့ရှမ်းနိုင်ထက်ပေါ့နော်ပြီးတော့မင်းရဲစောဒေါ်ထစ်ထေးလှိုင်စုလှိုင်ဖြိုဒေါ်တီတာဒေါ်တင်တင်အေးဒေါ်ခင်နှင်းဆိုမေသူထွန်းစောသဲအောင်ဦးဝင်းကြိုင်နှင်းအေးအောင်ပြီးတော့ဒေါ်ခင်မျိုးဝင်းအင်းမင်းဆိုတူအောင်ဒေါ်ဝဝခိုင်ခင်ငိမ့်ထေဒေါ်ဆန်းဆန်းဦးမျိုးအောင်တို့ပဲဖြစ်ပါတယ် congratulation ပါရှင်ကဲနောက်ထပ်ကန်တူးရှင်ကိုလည်းတစ်ခါလေးထပ်ပြီးတော့ရွေးချယ်ပေးသွားပါမယ်ကဲနောက်ထပ်ကန်တူးရှင်တွေကိုတစ်ခါရွေးလိုက်တော့မယ်နော်ဟုတ်ကဲ့ပါနောက်ထပ်ကန်တူးရှင်တွေကတော့ဒေါ်ရမင်းသူဒေါ်ခင်လေးနွယ်မောင်ခင်မောင်သိန်းဦးအောင်ကျော်ဦးတန်းနိုင်နှင်းအီအောင်လွင်ဦးပြီးတော့မင်းမင်းမြင့်အောင်ကျော်ထေဦးပိုင်ငိမ့်ဆိုဒေါ်တင်ဝဝလင်းဖြိုးသူစာမြကဘာဆို MPT အုံနာပေါ့နော်သူကနေပြည်တော်ပေါ့ MPT ဆိုတော့နောက်ပြီးတော့ဒေါ်သင်းလဲဖြူဒေါ်ထစ်ထေးကျွဲဇင်တော်ရာဝင်းတဲတဲဘွီလန်းလမ်ပေါ့နော်ဒါလည်းတိုင်းရင်သူပဲဖြစ်မှာပေါ့နော်ဟုတ်ကဲ့ပါပြီးတော့ကောင်းထက်စောဦးမြင့်နိုင်ပြီးတော့ဒေါ်ငိမ့်ငိမ့်ဤတို့ပဲဖြစ်ပါတယ် congratulation ပါရှင်ဟုတ်ကဲ့ပါကျွန်မနောက်ထပ်ဆန်ရှိနေသေးတယ်1000စုရှင်ကန်တူးရှင်တွေကိုထပ်ပြီးတော့ရွေးချယ်ပေးသွားပါမယ် random စနစ်လေးနဲ့ပဲကျွန်မပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပေးနေတာဖြစ်ပါတယ်ရှင်ကဲဘယ်သူတွေထပ်ပြီးတော့ကြံသေးလဲပေါ့နော်ရွေးချယ်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါရှင်နောက်ထပ်ကန်တူးရှင်တွေကတော့ဦးဝင်းလက်ထွန်းပြီးတော့နန်းနွန်ဖောင်ဒေါ်ခင်ခင်ဆန်းဦးအေးမောင်ဒေါ်ချိုချိုမွန်ဦးဖုံးနိုင်ထွေးထွေးနွယ်ဒေါ်မြနန္ဒာပြီးတော့အောင်ခန့်စင်မြတ်မင်းဦးဒေါ်ရင်ရင်မိုးဒေါ်စောင်းပြည့်ဖြိုဒေါ်ခင်ညိုလွင်ဒေါ်တနာဆိုဒေါ်စင်မာလက်ဒေါ်ချိုချိုခိုင်စောဟိန်းလက်နှင်းယူပါစော
ဒေါ်စင်ဦးစင်ဝင်းထွေမက်စုမြတ်မွန်တို့ပဲဖြစ်ပါတယ်အားလုံးပဲ congratulation ပါရှင်ကဲနောက်ဆုံးအယောက်20ကျန်ပါသေးတယ်ထပ်ပြီးတော့ရွေးချယ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်တော့ကျမတို့ပေါ့နော် trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင်းတာဆိုလို့ရှိရင်ကျမတို့ percentage အားဖြင့်လဲကျမတို့ discount တွေရရှိတယ် point တွေ coupon တွေလည်းပြန်သုံးလို့ရတယ်ကဲကန်ထူးရှင်တွေဖြစ်မယ်ဘယ်လောက်တောင်မှတက်တာလဲအချိန်ကုန်လဲတက်တာတယ်လူပင်မန်းတာလည်းတက်တာတယ်နေပူထဲမှာလည်းတန်းစီပြီးတော့သွားပြီးတော့စောင့်ကြရမလို့တော့ဘူးအဲ့ဒီအတွက်ကြောင့်တက်တာမှုအဆင်ပြေမှုတွေပြည့်နှက်နေတဲ့ trusty pay ကိုအသုံးပြုပြီးတော့ပေါ့နော်လျှက်စစ်မီတာပြီးစောင့်ဖို့ပြောချင်ပါတယ် okay ဟုတ်ကဲ့ပါကျမတို့ပေါ့နော်နောက်ဆုံးအယောက်20အယောက်200ရွေးချယ်တဲ့တဲမှာမှနောက်ဆုံးအယောက်20ရဲ့အကောင့်နာမည်လေးတွေကိုကျမကနေပြီးတော့ကြီးညာပေးပါတော့မယ်ဒေါ်ဝေရီဦးဒေါ်တီရာထွန်းစောတေစာကျော်ဒေါ်မိုးမိုးညွန့်ဣမြတ်နိုးဒေါ်ဝေမာဦးရီမွန်မွန်ဘိုခင်ထွေးစုထွေးလက်မေတနာမြင့်ဦးအောင်မျိုးတန်ဒေါ်ခင်မာတင်ဦးစောမျိုးတန်ညင်းစုထက်ဦးကျော်ပြေဆုံထွန်းသူစာအေးဒေါ်အေးချမ်းမိုးဒေါ်ချစ်မိုးဆွေပြီးတော့ဒေါ်မြင့်မြင့်ဘေတို့ပဲဖြစ်ပါတယ်အားလုံးပဲ congratulation ပါရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမကနေပြီးတော့ trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးစောင့်ထားတဲ့သူတွေတဲကမှ1000ဆိုရှင်အယောက်200ကို random စနစ်နဲ့ပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ချီရတဲ့ trusty pay user တွေရော Facebook like ကနေကြည့်မိသွားတဲ့ပြည်သက်တွေရောပေါ့နော်ဒီတက်တာမှုတွေအဆင်ပြေမှုတွေအားလုံးပြည့်နေနေတဲ့အတွက်ပေါ့နော်အခုလိုမျိုးကန်ထူးရှင်တွေဖြစ်သွားမယ်ဆိုလို့ရှိရင်ကျမတို့ trusty pay တွေကိုအသုံးပြုပြီးတော့ညှစ်စစ်မီတာပြီးစောင့်တာဆိုရင်အင်မတန်မှတက်တာပါတယ်ဒါကြောင့် trusty pay အကောင့်ရှိတဲ့သူတွေကလည်း trusty pay ကိုအသုံးပြုပြီးတော့လက်စစ်မီတာပြီးစောင့်ပါမရှိရင်လည်းအကောင့်ဖွင့်ပြီးတော့လက်စစ်မီတာပြီးစောင့်ပါလို့အကြံပြုချင်ပါတယ်ခဏနေကြရင်တော့တတိယစုဒုတိယစုပထမစုဆိုတဲ့စုကြီးတွေကိုရွေးချယ်ရင်းနဲ့ပြန်ပြီးတော့တွေ့ချင်ပါတယ်အခုတော့ချီရတဲ့ trusty pay ရဲ့ user တွေနဲ့ရောပြည်သက်တွေနဲ့ရောခဏလေးနှုတ်ဆက်ပြစေခဏနေပြန်တွေ့ကြမယ်နော်ကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော်အမကြည့်လိုက် wow Trusty Pay နဲ့ YBS ရဲ့ YBS ကတ်တွေနှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YBS ရဲ့ collaboration YBS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော်YBS ကလောက်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော်ဒီမလေးရေ Trusty Pay နဲ့ YBS ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YBS ကရဲ့အထူး promotion အစီအစဉ်ဆိုတာ YBS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YBS ကအသစ်စလုပ်တာနဲ့ cash ရှင်မြန်မာငွေ1000ကျပ်ထရနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YBS ကလောက်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လို့ရုံနဲ့2000ကျပ်တဲ့ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့တွေရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေမိတာပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင် download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင်။အော်ဟုတ်လား။ဒါဆိုရင် Trusty Pay နဲ့ YBS ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ချင်လို့သွားလိုက်တော့မယ်နော်။ That's all I know about. Trusty Pay နဲ့ YBS ရဲ့နှစ်သက်ကတ်များကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖြတ်တန်းလိုက်ပါယုံကြည်အားကိုးစွာ၍ Trusty Payကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော်
အမကြည့်လိုက်ရင်ဝါ Trusty Pay နဲ့ YPS ရဲ့ YPS ကအတွက်နှစ်သက် promotion အစီအစဉ်လေးရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YPS ရဲ့ collaboration YPS ကမလုပ်ရသေးရင် promotion အစီအစဉ်လေးရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော် YPS ကလုပ်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော် ဒီမလေးရေ Trusty Pay နဲ့ YBN ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YPS ကရဲ့အထူး promotion အစီအစဉ်ဆိုတာ YPS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YPS ကအသစ်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရာနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YPS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လို့ရုံနဲ့2000ကျပ်တဲ့ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့သေးရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေမိကြပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင် download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင် အော်ဟာလားဒါဆိုရင် Trusty Pay နဲ့ YBN ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ချင်လုပ်သွားလိုက်တော့မယ်နော် That's how I know about. Trusty Pay နဲ့ YPS ရဲ့နှစ်သက်ကတ်များကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖြတ်တန်းလိုက်ပါယုံကြည်အားကိုးစွာ၍ Trusty Payမင်္ဂလာပါရှင် Trusty Pay ရဲ့ယုံကြည်စွာကန်ထူးဆုလက်များစုခု Lucky Draw Live အစီအစဉ်ကနေပြီးတော့နှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဟုတ်ကဲ့ပါအခုတစ်ခါမှဆိုလို့ရှိရင်တော့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပဲစောင့်ထားတဲ့သူတွေတဲကမှတတိယဆုနဲ့ဒုတိယဆုကိုကျမတို့ရင်ခုန်စွာနဲ့ရွေးချယ်ရမယ့်အချိန်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့တတိယဆုကတော့10သိန်းဖြစ်ပြီးတော့ဒုတိယဆုကတော့30ဖြစ်ပါတယ်ဟုတ်ကဲ့ပါဝင်းနာတွေကိုမရွေးချယ်သေးခင်မှာ Trusty Pay အကြောင်းလေးကိုနည်းငယ်ပြောပြပေးချင်ပါတယ် Trusty Pay နဲ့လျှက်စစ်မီတာပဲစောင့်ဖို့အတွက်ကက်ရှင်သွင်းဖို့ဆိုလို့ရှိရင် banking တွေကိုအသုံးပြုပြီးတော့ကက်ရှင်သွင်းလို့ရပါတယ်။ဒါအပြင် MPU, CB Pay, UAB Pay တွေကနေပြီးတော့လည်းအလွယ်တကူကက်ရှင်ပြုလုပ်လို့ရတယ်လို့နီးစပ်ရာ Trusty Pay Cash Counter တွေမှာလည်းအလွယ်တကူကက်ရှင်ပြုလုပ်လို့ရပါတယ်။ကက်ရှင်ထည့်ပြီးတာနဲ့ Trusty Pay နဲ့လျှက်စစ်မီတာပဲစောင့်လို့ရပါပြီနော်။ဟုတ်ကဲ့ပါလျှက်စစ်မီတာပဲကိုတော့ဒီ Trusty Pay နဲ့ဆိုလို့ရှိရင်ရန်ကုန်တိုင်းဒေသကြီးမှာမြို့နယ်အားလုံးမန္တလေးတိုင်းဒေသကြီးမှာမြို့နယ်အားလုံးနေပြီးတော့မှာဆိုရင်လည်းမြို့နယ်အားလုံးနဲ့ဒီ AR တိုင်းဒေသကြီးမှာဆိုရင်မြို့နယ်6မြို့နယ်မှာဒီလျှက်စစ်မီတာပဲကို Trusty Pay ကိုအသုံးပြုပြီးတော့ပေးဆောင်လို့ရနေပြီပဲဖြစ်ပါတယ်။ AR တိုင်းဒေသကြီးမှာလျှက်စစ်မီတာပဲပေးဆောင်လို့ရတဲ့6မြို့နယ်ကတော့ပသိမ်မြို့မအူပင်မြို့ဖျာပုံမြို့ညောင်တုံးမြို့ပန်းတနော်မြို့နဲ့ကျောင်းကုန်းမြို့နယ်တွေမှာလျှက်စစ်မီတာပဲကိုလွယ်လွယ်ကူကူနဲ့ Trusty Pay ကိုအသုံးပြုပြီးတော့ပေးဆောင်လို့ရနေပြီပဲဖြစ်ပါတယ်။ 5% လဲ discount ရရှိမယ်။ကူပွန်တွေ point တွေကိုလည်းပြန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်တဲ့အတွက်တက်တက်တတာလွယ်လွယ်ကူကူနဲ့အချိန်မကုန်လူပင်ပင်ပန်းပဲပေါ့နော်လူပင်ပန်းမှုမရှိပဲလက်စစ်မီတာပဲစောင့်ခြင်းနဲ့ဆိုလို့ရှိရင်တော့အခုပဲ Trusty Pay ကိုအသုံးပြုပြီးတော့လက်စစ်မီတာပဲစောင့်ကြဖို့အတွက်ကျမကတိုက်တွန်းလိုက်ပါရစေ Okay ဒါဆိုလို့ရှိရင်အခုအချိန်ကဆိုလို့ရှိရင်ကျမတို့ရင်ခုန်နှုံးတွေရင်ခုန်သန်းတွေပို့ပြီးတော့မြန်လာတဲ့အချိန်ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လက်စစ်မီတာပဲစောင့်ထားတဲ့ Trusty Pay ရဲ့ user တွေတဲကမှဒုတိယဆုနဲ့တတိယဆုကို runner စနစ်လေးနဲ့ရွေးချယ်ပြီးတော့မှာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျမနဲ့အတူတူလိုက်ပါပြီးတော့ရင်ခုန်ခန်းစားပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့လျှက်စစ်မီတာပဲစောင့်ထားတဲ့ Trusty Pay ရဲ့ user တွေတဲကမှတတိယဆုနဲ့ဒုတိယဆုကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အားလုံးလည်းရင်ခုန်နေကြပြီလို့ကျမတို့ယုံကြည်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ကျမလည်းရင်ခုန်ပါတယ်ကျမလည်းလျှက်စစ်မီတာတွေကို Trusty Pay နဲ့စောင့်နေလေဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျမတို့အတူတူရင်ခုန်ပြီးတော့ runner စနစ်လေးကျမကနှိပ်ပြီးတော့တတိယဆုကိုအရင်ဆုံးဘယ်သူဖြစ်မလဲဆိုတာအတူတူရွေးချယ်လိုက်ကြမယ်နော်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့တတိယဆုရွေးချယ်နေပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပဲစောင့်မယ်ဆိုလို့ရှိရင်တော့ခုနကတော့ကျမကြီးညာသွားသလိုပဲ 5% လဲ discount ရရှိမယ် point တွေ coupon တွေကိုလည်းကျမတို့ပြန်ပြီးတော့အသုံးပြုလို့ရမယ်ပြီးတော့အချိန်လည်းမကုန်ဘူးလူလည်းမပင်ပန်းဘူးပြီးလို့ရှိရင်တက်တက်တတာလွယ်လွယ်ကူကူနဲ့အခုလိုမျိုးကန်ထူးခွင့်ကန်ဆန်းခွင့်တွေပါရရှိမှာဖြစ်တဲ့အတွက်
တက်တာချောင်စီးမှုတွေနဲ့အတူအဆင်ပြေမှုတွေအများကြီးပေးတဲ့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးဆောင်မှုကျမတို့တိုက်တွန်းပါတယ်ပြီးလို့ရှိရင်လည်းကျမတို့ရှေ့လတစ်လလုံးမှာ Trusty Pay ကိုအသုံးပြုပြီးတော့ transition များလုပ်လေအခုလိုမျိုးကန်တူးရှင်ရွေးချယ်ပွဲမှာကျမတို့ပေါ့နော်ကန်တူးရှင်ဖြစ်ဖို့အတွက် chance တွေပို့ပြီးတော့များလေပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကျမဒါဆိုလို့ရှိရင်တော့ကန်တူးရှင်ရွေးချယ်လိုက်ပါတော့မယ်တတိယဆုဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့တတိယဆု10သိန်းကန်ထူးရှင်ကတော့ဂုံယူစွာနဲ့ထွက်ပေါ်လို့လာပြီပဲဖြစ်ပါတယ်အကောင့်နံပါတ်4ကတော့0011210244404ဖြစ်ပါတယ်ရှင်အကောင့်နာမည်လေးကတော့ဦးထွန်းထွန်းဝင်းဖြစ်ပါတယ် congratulation ပါဖြင့်ဟုတ်ကဲ့ပါပို့ပြီးတော့ confirm ဖြစ်သွားအောင်နောက်ထပ်တစ်ခါလောက်ထပ်ပြီးတော့ကြေညာပေးပါရစေအကောင့်နံပါတ်လေးကတော့0011210244404ဖြစ်ပါတယ်အကောင့်နာမည်လေးကတော့ဦးထွန်းထွန်းဝင်းဖြစ်ပါတယ် congratulation ပါဦးထွန်းထွန်းဝင်းရှင်ဟုတ်ကဲ့ပါအများကြီးဂုဏ်ယူပါတယ်ထပ်တူလေးဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့နောက်ထပ်ဒုတိယဆုပေါ့နော်30ကန်တူးရှင်ဘယ်သူဖြစ်မလဲဆိုတာကိုလည်းအလားတူပဲကျမတို့ပွင့်လင်းမြင်သာစွာနဲ့ကျမတို့ဒီ runner စနစ်လေးကိုအသုံးပြုပြီးတော့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကဲဒုတိယဆု30သူများကန်တူးရှင်ဖြစ်သွားမလဲပေါ့နော်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်တဲ့အတွက် 5% လဲ discount ရရှိတယ်ကူပွန်တွေ point တွေလည်းပြန်သုံးလို့ရတယ်ပြီးတော့နေပူလည်းသွားစရာမလိုအချိန်မကုန်လူပပင်ဘန်းမဲ့နဲ့အခုဆိုလို့ရှိရင်ကန်ထူးရှင်မှာဖြစ်သွားတဲ့ chance တွေကိုလည်းရရှိအောင်မှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကျမတို့ရဲ့ live play ကိုလည်းပြီးဆုံးတဲ့အထိကြည့်ဖို့အတွက်ကျမ request လုပ်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ live ပြီးလို့ရှိရင် like and share winner 10ဦးကိုရွေးချယ်ပြီးတော့ lucky draw lucky money အနေနဲ့1000ကျပ်စီပြန်ပြီးတော့ Trusty Pay ကနေချီးမြှင့်မဲ့အစီအစဉ်လေးလည်းရှိပါတယ်ဒါကြောင့်ပြီးတဲ့အထိကြည့်ပါ public နဲ့ like and share လေးလည်းပြုလုပ်ပေးထားပါအောင်နော်ကဲဒုတိယဆုဘယ်သူဖြစ်မလဲဆိုတာကိုကျမအနေရွေးချယ်ပေးလိုက်ပါတော့မယ်ကဲဒုတိယဆုကလည်းထွက်ပေါ်လို့လာပါပြီဂုံယူစွာပျော်ရွှင်စွာနဲ့ပဲထွက်ပေါ်လို့လာပါပြီ30ကန်ထူးရှင်ဒုတိယဆုမီတာဘေးဖြစ်ပါတယ်ဟုတ်ကဲ့ပါအကောင့်နံပါတ်လေးကတော့0011210171163ဖြစ်ပြီးတော့အကောင့်နာမည်လေးကတော့ဦးဇော်လင်းတန်းဖြစ်ပါတယ် congratulation ပါရှင်ဟုတ်ကဲ့ပါနောက်ထပ်တစ်ခေါက်ပို့ပြီးတော့ confirm ဖြစ်သွားအောင်ထပ်ပြီးတော့ကြေညာပေးပါရစေအကောင့်နံပါတ်လေးကတော့0011210171163ဖြစ်ပြီးတော့အကောင့်နာမည်လေးကတော့ဦးဇော်လင်းတန်းဖြစ်ပါတယ် congratulation ပါရှင်အများကြီးဝမ်းသာဂုဏ်ယူပါတယ်ထပ်တူလေးဝမ်းသာမိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်တော့ကျမတို့ကနေပြီးတော့ပေါ့နော် Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးစောင့်ထားတဲ့သူတွေတဲကမှတတိယဆု10သိန်းဆုနဲ့ဒုတိယဆု30ဆုကိုကျမတို့ runner စနစ်ကိုအသုံးပြုပြီးတော့ပွင့်လင်းမြင်သာစွာနဲ့ရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကန်တူးရှင်ဖြစ်သွားတဲ့သူတွေအားလုံးကိုလည်း congratulation ပါလို့ပြောချင်ပါတယ်ကျမတို့ခဏနေကြလို့ရှိရင်တော့ပို့ပြီးတော့ပြင်းတဲ့ပို့ပြီးတော့ကြီးမားတဲ့ရင်ခုန်တဲ့အပြင်းစားနဲ့အတူပထမဆု350ဘယ်သူဖြစ်မလဲဆိုတာကို runner စနစ်နဲ့ရွေးချယ်ရမယ့်အချိန်ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်ခဏနေကြလို့ရှိရင်တော့ပို့ပြီးတော့ရင်ခုန်ရမယ်ကျမကဖုန်းနဲ့ဆက်အောင်မယ်ဗီဒီယိုကောလေးလည်းခေါ်အောင်ပါပေါ့နော်ကိုကကန်တူးရှင်ဖြစ်ဖို့အတွက် chance တွေများနေပြီဆိုရင်တော့ကိုယ့်ရဲ့အနားမှာ mobile phone လေးကိုအနည်းဆုံးမှယူထားပေးဖို့ပေါ့နော်ကျမကနေပြီးတော့တောင်းဆိုရင်းနဲ့အခုတော့ခဏလောက်ကျမနှုတ်ဆက်ချင်ပါတယ်ခဏနေကြရင်တော့ချစ်ရတဲ့ Trusty Pay ရဲ့ user တွေရောပြည်သက်တွေရောနဲ့ပြန်ပြီးတော့တွေ့ချင်ပါတယ်ရှင်ခဏလေးနှုတ်ဆက်ကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်ထားတင်တယ်နော်အမတွေ့လိုက်ရင် wow Trusty Pay နဲ့ YBS ရဲ့ YBS ကတ်တွေနှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YBS ရဲ့ collaboration YBS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော်YBS ကလောက်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါတော့
ဒီမှာလေးရေ Trusty Pay နဲ့ YBN ရဲ့နှစ်သစ် promotion ကဘာလဲရင် Trusty Pay နဲ့ YPS ကရဲ့အထူး promotion season ဆိုတာ YPS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YPS ကအသစ်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YPS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လုပ်ရုံနဲ့2000ကျပ်တဲ့ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့ဈေးရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေးပြီးကြပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင်download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင်။ အော်ဟုတ်လားဒါဆိုရင် Trusty Pay နဲ့ YBN ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ရှင်လုပ်သွားလိုက်တော့မယ်နော် ပတ်စံလုံလောက်ပါ Trusty Pay နဲ့ YPS ရဲ့နှစ်သစ်ကပ်များကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖျက်ဆီးလိုက်ပါ။ယုံကြည်အားကိုးစွာ၍ Trusty Payလိုကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YPS ကတ်ကိုစောင့်နှားတင်တယ်နော် အမတွေ့လိုက်ရင် wow Trusty Pay နဲ့ YPS ရဲ့ YPS ကတ်တွေနှစ်သစ် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YPS ရဲ့ collaboration YPS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော် YPS ကလုပ်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော် ဒီမှာလေးရေ Trusty Pay နဲ့ YBN ရဲ့နှစ်သစ် promotion ကဘာလဲရင် Trusty Pay နဲ့ YPS ကရဲ့အထူး promotion season ဆိုတာ YPS ကမလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YPS ကအသစ်စလုပ်တာနဲ့ကက်ရှင်မြန်မာငွေ1000ကျပ်ထရနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YPS ကလုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လုပ်ရုံနဲ့2000ကျပ်တဲ့ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့ဈေးရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေးပြီးကြပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင်download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင် အော်ဟုတ်လားဒါဆိုရင် Trusty Pay နဲ့ YBN ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ရှင်လုပ်သွားလိုက်တော့မယ်နော် ပတ်စံလုံလောက်ပါ Trusty Pay နဲ့ YPS ရဲ့နှစ်သစ်ကပ်များကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖျက်ဆီးလိုက်ပါယုံကြည်အားကိုးစွာ၍ Trusty Payဒီလိုကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YPS ကတ်ကိုစောင့်နှားတင်တယ်နော် ရဲ့ယုံကြည်စွာကန်တူးဆုလက်များစုခု Lucky Draw Live အစီအစဉ်ကနေပြီးတော့နှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှဆိုလို့ရှိရင်တော့ချစ်ရတဲ့ Trusty Pay user တွေပို့ပြီးတော့ရင်ခုန်နေမယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Trusty Pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်ထားတဲ့သူတွေတဲကမှပထမစု350ကန်တူးရှင်ဘယ်သူဖြစ်မလဲဆိုတာကိုရွေးချယ်ပေးရမယ့်အချိန်ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဝင်းနာမရွေးချယ်ခင်မှာကျမကနေပြီးတော့ပေါ့နော်ဒီ Trusty Pay အကြောင်းလေးကိုအနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်ရှင် Trusty Pay ရပေါ့နော် 5% discount ရရှိပါတယ်ဘယ်အရာမှာဘယ်နေရာမှာ 5% discount ရရှိတယ်ဆိုရင်တော့ကျမတို့ဖုန်းပေဖြည့်တဲ့အခါပေါ့နော်ဒီ
ဒီဒါတွေမကသေးဘူးကျမတို့ point တွေ coupon တွေကိုလည်းပြန်ပြီးတော့သုံးလို့ရတယ်မီတာဘေးဆောင်လို့ရှိရင်လည်း 5% discount ရရှိတယ်ဒါကြောင့်မို့နော်ကျမတို့အသက်သာဆုံးနှုန်းထားနဲ့မီတာဘေးပေးဆောင်လို့ရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ trusty pin နဲ့မီတာဘေးဆောင်မှုအတွက်ကက်ရှင်သွင်းတဲ့ကိစ္စလေးကိုလည်းကျမပြောပြချင်ပါတယ်ကက်ရှင်သွင်းမဲ့ဆိုလို့ရှိရင်တော့ banking တွေကနေပြီးတော့လည်းအသုံးပြုပြီးတော့ကက်ရှင်သွင်းနိုင်တယ်လို့ကျမတို့ MPU CB Pay UAB Pay တွေကနေလည်းအလွယ်တကူကက်ရှင်ပြုလုပ်လို့ရတယ်လို့နီးစပ်ရာ trusty pay ရဲ့ cash counter တွေကနေပြီးတော့လည်းကက်ရှင်ပြုလုပ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ပေါ့နော်ဒီ 5% လည်း discount ရရှိတဲ့ကူပွန်တွေကျမတို့ point တွေကိုလည်းပြန်ပြီးတော့အသုံးပြုလို့ရတာဖြစ်တဲ့အတွက် trusty pay ကိုအသုံးပြုပြီးတော့အခုပဲညှစ်စစ်မိတာပြီးဆောင်းလိုက်ပါလို့ကျမအကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါကျမတို့ဒီ mobile phone top up လုပ်တဲ့အခါမှာလည်း 5% discount ရရှိတယ်မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ဘယ်ဖုန်း operator ကနေဖြစ်ဖြစ်ပေါ့နော် 5% discount ရရှိမှာပဲဖြစ်ပါတယ် point တွေ coupon တွေကိုလည်းပြန်ပြီးတော့အသုံးပြုလို့ရပါတယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ trusty pay အကြောင်းလေးတွေကိုထပ်ပြီးတော့ပြောပြပေးနေတာပဲဖြစ်ပါတယ် trusty pay user တွေကတော့သိရှိပြီးသားဖြစ်မယ်လို့ကျမယုံကြည်ပါတယ်ပို့ပြီးတော့မှတ်မိသွားအောင်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုအချိန်မှာဆိုလို့ရှိရင်တော့350 mita pay 350ကန်ထူးရှင်ဘယ်သူဖြစ်မလဲဆိုတာကိုကျမတို့ကနေပြီးတော့ပွင့်လင်းမြင်သာစွာနဲ့ random စနစ်နဲ့ရွေးချယ်ပေးသွားမှာပါဒါကြောင့်ကျမနဲ့တူတူလိုက်ပါပြီးတော့ရင်ခုန်စွာနဲ့ကြည့်ရှုပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့ကနေပြီးတော့ဗောနော် trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်ထားတဲ့ user တွေတဲကမှပထမစု350ကန်တူးရှင်ဘယ်သူဖြစ်မလဲဆိုတာ random စနစ်လေးနဲ့ကျမတို့ရွေးချယ်ပေးရမယ့်အချိန်မှာကဲကျမစကားကြီးလည်းအများကြီးမပြောချင်ပါဘူး random စနစ်လေးနဲ့ရွေးချယ်ပေးထားလိုက်ပါတော့မယ်ဗောနော်ကဲဘယ်သူများ350ကန်တူးရှင်ဖြစ်မလဲဒီလားအတွက်ဗောနော်ကဲအခုဆိုလို့ရှိရင်တော့ကျမရွေးချယ်ထားပြီးပြီပဲဖြစ်ပါတယ်ပြီးတော့ကျမတို့ like and share လေးလည်းပြုလုပ်ပေးပါနော်ပြီးလို့ရှိရင်တော့ကျမက winner ကိုကြီးညာပေးပြီးသွားပြီး winner နဲ့ဖုန်းလေးဆက်သွယ်ပြီးပြောပြီးသွားပြီဆိုလို့ရှိရင်လည်းကျမကဒီ like and share winner လေးတွေကိုတခါလေးကျမကြီးညာပေးသွားမှာပေါ့နော်အဲ့ဒီအတွက်ကြောင့် like and share ကိုလည်း public နဲ့ပြုလုပ်ပေးကြပါတော့ကျမကနေပြီးတော့ request လုပ်ချင်ပါတယ်ဟုတ်ကဲ့ပါကန်ထူးရှင်ဘယ်သူများဖြစ်မလဲပေါ့နော်ကျမတို့ရှေ့လတစ်လလုံးမှာ transition 2000နဲ့အထက်လုပ်မယ်ဆိုရင်ကျမတို့ကန်ထူးရှင်အနေနဲ့ထည့်သွင်းပြီးတော့ random စနစ်ထဲမှာထည့်သွင်းရွေးချယ်ခွင့်ပြုတာပဲဖြစ်ပါတယ်ဒါကြောင့် transition များများလုပ်လို့ရှိရင်ကျမတို့ဒီကန်ထူးရှင်ဖြစ်ဖို့ chance ပိုများတယ်ပြီးတော့ trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပြီးစောင့်မယ်ဆိုရင်လည်းထိုနည်း၎င်းပါပဲလျှက်စစ်မီတာပြီးစောင့်ထားတဲ့သူတွေကိုလည်းကျမတို့က1000စုရောက်200အခုလိုပဲတတိယစုဒုတိယစုပထမစုကို random စနစ်နဲ့ရွေးချယ်ပေးနေတာပဲဖြစ်ပါတယ်အားလုံးလည်းကံကောင်းကြပါစေလို့ကျမကနေဆုတောင်းပေးပါတယ်အားလုံးကိုလည်းကံကောင်းစေချင်ပါတယ်ကဲကျမကနေပြီးတော့ပထမစုသူဖြစ်မလဲရွေးချယ်လိုက်တော့မယ်နော်3 2 1ပေါ့ဟုတ်ကဲ့ပါကျမရွေးချယ်လိုက်ပါတော့မယ်ရှင်ဟုတ်ကဲ့ပါကျမတို့ကန်ထူးရှင်ထွက်ပေါ်လို့လာပါပြီနာမည်လေးကလည်းလှပါတယ်နော်နာမည်လေးကလည်းလှတယ်ဆိုပြီးစကားလုံးလေးတွေလည်းပါတယ်ပေါ့နော် congratulation ပါကျမ account number လေးနဲ့ account number လေးကိုကြီးညာပေးပြစေပထမစုလျှက်စစ်မီတာဘေးစောင့်နေပေါ့နော် trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာဘေးစောင့်တဲ့ပထမစု350ဝင်နာကတော့ account number ကတော့00112104555150ဖြစ်ပြီးတော့ account number လေးကတော့လှထေးဖြစ်ပါတယ် congratulation ပါရှင်နာမည်လေးကလည်းလှပါတယ်ဟုတ်ကဲ့နောက်ထပ်တစ်ခေါက် confirm ဖြစ်သွားအောင်ကျွန်မထပ်ပြီးတော့ကြီးညာပေးပါမယ် account number လေးကတော့00112104555150ဖြစ်ပြီးတော့ account number လေးကတော့လှထေးဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီမတ်လှထေးလားဒေါ်လှထေးလားညီမလေးလှထေးလားတော့မသိဘူးပေါ့နော်နာမည်လေးကလှလာတော့သိကြတယ်ပေါ့ဟုတ်ကဲ့ပါရှင်ဒီပေါ့နော်လှထေးစီကိုကျမတို့ကနေပြီးတော့ဖုန်းလေးနဲ့ဆက်သွယ်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကျမတို့ဗီဒီယိုကောလေးဆက်သွယ်ပြီးတော့သူ့ရင်ထဲကဝန်တာ PT စကားသံလေးတွေပြီးတော့သူဘလို့ trusty pay ကိုအသုံးပြုခဲ့လေဆိုတာလေးတွေကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆက်ပြီးတော့ကြည့်ပေးပါဦးကျမဖုန်းနံပါတ်လေးတော့ကျမတစ်ချက်စောင့်လိုက်ပါမယ်နော်လှထေးရဲ့ဖုန်းနံပါတ်လေးပေါ့နော်ပြီးတော့ like and share လေးလည်းလုပ်ပေးပါကျမကြီးညာသွားတဲ့အလျှောက်ပေါ့နော်ကျမကြီးညာသွားတော့ဒီကန်တူးရှင်ရဲ့နာမည်လေးတွေမသေးကွဲတာတွေနောက်ပြီးတော့မစားလိုက်တာလေးတွေဒါလေးတွေရှိမဲ့ဆိုလို့ရှိရင်လည်းကျမကနေပြီးတော့နော်ဒီပေါ့ဘာမှစိုးရင်စရာမရှိဘူးလို့ပြောချင်ပါတယ်ကျမတို့ like ပြီးတဲ့အခါမှာ trusty pay ရဲ့ Facebook page မှာပြည့်ပြည့်စုံစုံလေးပြန်ပြီးတော့တင်ပေးမှာမလို့ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမတို့နော်ဒီဖုန်းနံပါတ်လေးကိုတစ်ချက်ခဏလေးစောင့်နေတာပေါ့နော်လှထေးရဲ့ဖုန်းနံပါတ်လေးဖြစ်ပါတယ်ဒီပထမစုကန်ထူးသွားတဲ့ဝင်နာလှထေးဖြစ်ပါတယ်သူရဲ့ဖုန်းနံပါတ်လေးကိုကျမတို့သိရှိရပြီဆိုရင်တော့ဖုန်းနံပါတ်လေးကိုကျမတို့ဟိုပါပေါ့နော်ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့ကျမတို့ဖုန်းလေးဆက်သွယ်ပြီးတော့ကျမတို့သူ့ရဲ့ရင်ခုန်တဲ့စကားလေးတွေကိုကျမတို့စောင့်ရမှာပေါ့နော်ဟုတ်ကဲ့ပါ
ကန်ထူးရှင်လှလှထေပေါ့နော်ဝင်နာဖြစ်သွားတဲ့လှလှထေကို congratulation ပါပြီးလို့ရှိရင်ကျမတို့ပေါ့နော်အခုလိုမျိုးနော်ဒီ trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပေးစောင့်တဲ့သူတွေအတွက်ပေါ့နော်အခုလိုကန်ထူးခွင့်လဲကန်ထူးရှင်ဖြစ်ခွင့်လဲရရှိတယ်လို့ 5% လဲ discount ရရှိမယ်ပြီးလို့ရှိရင်ကျမတို့ point တွေ coupon တွေကိုလည်းပြန်ပြီးတော့အသုံးပြုလို့ရမယ်အဲ့ဒီအတွက်ကျမတို့လျှက်စစ်မီတာပေးစောင့်တဲ့အခါမှာဆိုရင်လဲတော်တော်လေးမှပေါ့နော်အင်မတန်မှကိုတက်တာတဲ့နှုံထားလေးဖြစ်သွားမှာပါရှင်ကဲကျမတို့ဒီလှလှထေးရဲ့ဖုန်းလေးကတော့အခုထိမရောက်သေးဘူးပေါ့နော်ကျမစီကိုလေကျမစောင့်နေတယ်ပေါ့နော်လှလှထေးရဲ့ဖုန်းနံပါတ်လေးကိုတစ်ချက်ရှာနေတာပေါ့ကျမတို့ဟုတ်ကဲ့ပါလှလှထေးရဲ့ဖုန်းနံပါတ်လေးကိုရပြီဆိုရင်တော့လှလှထေးကိုဖုန်းလေးဆက်မယ်ပြီးရင်သူ့ရဲ့ဝမ်းသာပီတီစကားလေးတွေဝမ်းသာပီတီစကားလေးတွေကိုကျမတို့ကြားရမှာပေါ့နော်ကဲအကောင့်လေးတွေကိုတော့မရောက်သေးပါဘူးကျမဒီမှာဘယ်မှာမြန် SMS မှာမြန်ပေးထားလားပေါ့အော် okay SMS ကနေပို့ထားတာဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့လှလှထီရဲ့ဖုန်းလေးရပြီဆိုတော့ကျမဖုန်းလေးခေါ်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ပါကန်ထူးသွားတဲ့လှထီတွေ့တော့အများကြီးလဲဝမ်းသာပါတယ်အများကြီးလဲဂုဏ်ယူပါတယ်ထပ်တူလဲဝမ်းမြောက်မိပါတယ်ကဲဖုန်းလေးကတော့ဝင်သွားပါပြီဟယ်လိုအော်ဟုတ်ကဲ့မလှလှထေးရဲ့ဖုန်းလားမသိဘူးရှင်အော်ဟုတ်ကဲ့မလှလှထေးရလေ trusty pay ကိုအသုံးပြုတယ်နော်ဟုတ်တယ်အော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီတဲတို့ဒီ trusty pay ကနေပြီးတော့လားစင်လာတိုင်း9ရက်နေ့တိုင်းမှာလုပ်တယ်ပေါ့နော် lucky draw လိုက်လေဒီလားကတော့10ရက်နေ့ဖြစ်သွားတယ်ပေါ့ like ကလေးကိုမကြည့်ဖြစ်ဘူးထင်တယ်နော်ဟုတ်ကဲ့ပါမကြည့်မကြည့်ဖြစ်ဘူးမကြည့်ဖြစ်တဲ့လားကြမှာပဲအရင်လားတွေရောမကြည့်ဖြစ်လားရှိတာလည်းမသိဘူးဟုတ်လားမမရေ trusty pay ကိုအသုံးပြုတယ်ဆိုလို့ရှိရင်တော့ trusty pay ရဲ့ Facebook page ကနေပြီးကျမတို့ live ပေါ့နော်လားစင်နာတိုင်း9ရက်နေ့တိုင်းမှာလွှင့်နေဒီလားကတော့10ရက်နေ့ဖြစ်သွားတယ်ပေါ့နော်10ရက်နေ့လွှင့်နေဆိုတဲ့အကြောင်းလေးကိုလည်းကျမတို့ကြီးညာထားတယ်အခုမလှလှထေးရပေါ့နော် trusty pay မှာလားစင်လာတိုင်းကန်ထူးရှင်တွေရွေးချယ်ပေးနေတာတော့မသိတယ်မလားဟုတ်ကဲ့အဲ့ဒါတော့သိတယ်ဆိုလို့ရှိရင်တော့မကအခုမီတာဘေးဆောင်တဲ့ကန်ထူးရှင်ရွေးချယ်တဲ့တဲမှာပထမစု350ကန်ထူးသွားပါတယ်ဟုတ်ကဲ့ပါဟုတ်ဆိုတော့မပြောဘူးလားဟုတ်ကဲ့ပါtrusty pay ဆက်နေတာပါရှင့်အဲ့ဒါဆိုလို့ရှိရင်မ trusty pay ကိုစပြီးသုံးတော့က trusty pay အကြောင်းလေးသိဖို့မနည်းနည်းလေးလိုသွားတာတခါလေးရှင်းပြလိုက်မယ်အခု trusty pay ရဲ့ Facebook page မှာလည်းအခုဖွင့်ကြည့်လိုက်ရင် like ဓာတ်ရိုက်ပေါ့နော်ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်ကျမတို့လားစင်လာတိုင်းပေါ့နော် trusty pay ကနေပြီးအခုပထမစုဒုတိယစုတတိယစုပေါ့မီတာဘေးဆောင်တဲ့သူတွေရောဒီအခုပြောတာပဲယုံပါလေ trusty pay ရပါလို့ဟုတ်ကဲ့ပါကောလားပသိရလားကျမတို့ live ကိုတော့ရန်ကုန်ကပဲလွှင့်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အခုဆက်တာလေရန်ကုန်ကပါပဲရှင်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်မလေဒီဖုန်းကလေဟို Viber လေးရှိလားရှင်ရှိတယ်အဲ့ဆို Viber လေးခေါ်လိုက်မယ် Viber လေးဖုန်းလေးခေါ်ရင်ကင်ပေးပါအောင်နော်မမနဲ့မျက်နှာချင်းလေးတွေ့ပြီးတော့ပြောချင်လို့ပါဟုတ်ကဲ့ရှင်ဒါဆိုဒီဖုန်းလေးကိုချလိုက်မယ်ပြီးရင် Viber လေးနဲ့ပြောကြမယ်နော်ဟုတ်ကဲ့ပါဖုန်းလေးကင်ပေးပါရှင်ကဲမလှလှထီကတော့ကျမတို့အများကြီးမေးမြန်းလိုက်ပါတယ်သူ့ကိုပေါ့နော်အခုမျက်နှာလေးတွေ့ပြီးတော့မှ trusty pay အကြောင်းလေးလည်းပြောရင်သူ့ရဲ့ဝမ်းသာပီတီလေးကိုလည်းထပ်ပေးရမှာပေါ့နော်ကဲဟုတ်ကဲ့ပါကျမ Viber လေးခေါ်ဖို့အတွက်ချက်စူးစမ်းလိုက်မှာပေါ့နော်09ပေါ့နော်ခဏလေးပါကွာနံပါတ်လေးတွေမှားသွားမှာဆိုလို့တေချာလေးလည်းနှိပ်ရသေးတယ်ဟုတ်ကဲ့ပါကျမမလှလှထီနဲ့ဆက်သွယ်ပြီးတော့ပေါ့နော်ကဲ1161နဲ့စုံနေနော်ဟုတ်ကဲ့ပါအခုဆို Viber လေးမလှလှထီကိုခေါ်နေတာပေါ့နော်ကဲဖုန်းလေးတော့ဝင်သွားပြီအခုထိတော့မကင်သေးဘူးပေါ့ဟုတ်ကဲ့ကဲမလှလှထီ
ဖုန်းလေးတော့ခေါ်နေတယ်ပေါ့နော်ခုနကတော့သူက Viber လေးနဲ့ခေါ်လို့ရှိရင်တော့ကင်ပေးမယ်လို့ပြောတာပေါ့နော်ပထမစုဝင်နာရရှိသွားတဲ့သူပေါ့ဟုတ်ကဲ့ပါကဲဟေးဖုန်းတစ်ခေါက်လောက်တော့ပြန်ခေါ်ကြည့်လိုက်မယ်နော်ဟုတ်ကဲ့ပါမလှထီရမကင်သေးဘူးအများကြီးရှင်းပြချင်နေပြီမလှလှထီရတော့မကင်သေးဘူးပေါ့မကင်သေးဘူးဟယ်လိုဟုတ်ကဲ့ဗီဒီယိုကောလေးဖွင့်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ပါဟယ်လိုဟုတ်ကဲ့ကြားလားရှင်ဟယ်လိုမကြောက်ထင်တယ်ဟယ်လိုဖုန်းလေးကတော့ရနေပြီဝင်လဲဝင်သွားပါပြီရှင်ဒါပေမဲ့မလှလှထေးဘက်ကအတန်ပဲမကြောက်ပေါ့နော်အတန်လေးမြန်တိုးနေတာလားမသိဘူးနော်ကဲအတန်လေးတစ်ချက်ကြည့်မယ်အတန်လေးမတိုးဘူးရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟယ်လိုမလှလှထေးရှင်ဖုန်းကဝင်နေပြီးတော့ဘာတန်မှမကြားရအောင်ကဲဖုန်းချပြီးတော့နောက်တစ်ခေါက်လောက်ပြန်ပြီး try ကြည့်လိုက်မယ်နော်ကဲနောက်တစ်ခေါက်လောက်ထပ်ပြီးတော့ try ကြည့်လိုက်ပါမယ်ကဲဟုတ်ကဲ့ပါဟုတ်ကဲ့အန်ဒီမင်္ဂလာပါရှင်ဟုတ်ကဲ့ပါအန်ဒီဟုတ်ကဲ့သမီးတို့ဒီ trusty pay ကနေပြီးတော့ပေါ့နော်ဓာတ်ရိုက် like ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်အန်ဒီက trusty pay ကိုအသုံးပြုပြီးတော့လျှက်စစ်မီတာပဲစောင့်ထားတာမလားဟုတ်ကဲ့လျှက်စစ်မီတာပဲစောင့်ထားတဲ့သူတွေတဲကမှပထမစု350ကိုအန်ဒီကန်ထူးသွားတာပါဟုတ်ကဲ့ပါရှင်เนาะအန်ဒီဖြစ်မှာသမီးရဲ့တကယ်ဟုတ်တယ်ဆိုအန်ဒီကလည်းမျိုးဟာတွေမကြုံဘူးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့အန်ဒီဒါဖုန်းမကင်အန်ဒီကိုเนาะသမီးကတဝက်ယူလိုက်မှာเนาะအန်ဒီဟုတ်ကဲ့ပါရှင်အန်ဒီကို trusty pay ကလည်းဆက်သွယ်လာပါလိမ့်မယ်เนาะ trusty pay account လည်းရှိတယ်ဆိုတော့လေအရင်ဆုံးအန်ဒီကဘယ်တိုင်းဒေသကြီးဘယ်ပြည်နယ်ရလဲဆိုတာပေါ့เนาะဘယ်မြို့နယ်ရလဲဆိုတာလေးအရင်ဆုံးဖြည့်ပေးပါအောင်ရှင်ပသိမ်မျိုးအေယာဝီတိုင်းပသိမ်မျိုးပါဟုတ်ကဲ့အေယာဝီတိုင်းပသိမ်မျိုးပါပေါ့နော်trusty pay ကိုလက်စစ်မီတာပေးဆောင်ယုံပဲလားအခြားဘယ်နေရာတွေမှာရောအသုံးပြုသေးလဲအန်ဒီလောလောဆယ်ကတော့အဲ့ဒီမီတာဆောင်လည်းပြီးရင်ဖုန်းပေးထည့်တယ်ဗာပေါ့အဲ့လိုပြောတော့လုံးပစ်တာပေါ့ဟုတ်ကဲ့ပါပြီးတော့လေ trusty pay account တွေကလေမားချက်နေမှာလဲဈေးတွေဝင်ဝယ်လို့ရတယ်နော်အန်ဒီနော် discount တွေရှိပါတယ်ဟုတ်ကဲ့ပါအန်ဒီနော်သမီးတို့အများကြီးဝမ်းသာပါတယ်ပြီးတော့ trusty pay အကြောင်းကိုပေါ့နော်ဒီအန်ဒီရဲ့မိတ်ဆွေတွေအဆွေမျိုးတွေနော်အန်ဒီရဲ့တူလေးတွေတူမလေးတွေအကုန်လုံးကိုလေပေါ့နော်ဟုတ်ကဲ့ကြာဆောင်လည်းဘေးကကလေးတွေကိုလေသူတို့တန်းစီပြီးရက်နေဟုတ်ကဲ့ဒီမှာဆောင်ရတယ်အဆင်ပြေတယ်ဟုတ်ကဲ့အန်ဒီဟုတ်ပြောပြဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအန်ဒီကျေးဇူးအများကြီးတင်ပါတယ်အန်ဒီနော်အန်ဒီဒီရက်ကပေါ့နော်ဒီပိတ်ရက်လည်းရှိတယ်ဆိုတော့အန်ဒီစီကိုအန်ဒီရဲ့တူမသားသမီးတွေမြည်တွေလာကြမယ်လို့ထင်ပါတယ်ဒါဆိုအန်ဒီမုတ်ဖိုးတွေအများကြီးပေးလို့ရပြီပေါ့ပေးလို့ရပြီဟုတ်ကဲ့ပါဒီလည်းကြောက်ပိတ်နေပြီဆိုတော့ခရီးရသွားကြတော့မှလေဟုတ်တယ်အန်ဒီဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါနော်အန်ဒီအနေနဲ့ trusty pay အတွက်ပေါ့နော်ဆူတောင်းစကားလေးပြောပြပါဦးအများကြီးဒီထက်မကလေအခုမှဖွင့်လာဆိုပေမဲ့တားကိုထုံးပေါက်ပြီးတော့အောင်မြင်ပါစေဒီထက်မကလည်းခါလဲဟိုဖြစ်ကြပါစေလို့ဆုတောင်းပေးပါလေနော်ဟုတ်ကဲ့ကျေးဇူးပါ trusty pay ကိုလည်းရှင်းဆက်ပြီးတော့ပေါ့နော်အများကြီးယုံကြည်စွာနဲ့အသုံးပြုပေးပါဦးနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအန်ဒီလှလှထေးရနာမည်လေးအတိုင်းပဲကြည့်ရတာစက်တည်ရှိပြီးလှပပါတယ်အန်ဒီရေနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအန်ဒီနဲ့သမီးနဲ့အခုပြောထားတဲ့ဗီဒီယိုကလစ်ကလေးကိုလည်းလေတဲတို့ဒီ trusty pay ရဲ့ Facebook မှာပြန်ကြည့်လို့ရပါတယ်ရှင်တဲတို့အခုကဓာတ်ရိုက်လိုက်ထုတ်လွှင့်နေတာဆိုတော့လေပြီးတော့တစ်ခုလောက်ထပ်ပြောချင်တာကတဲတို့လားစင်လာတိုင်း9ရက်နေ့တိုင်းမှာပေါ့နော်အခုလိုကန်ထူးရှင်ရွေးချယ်ပွဲတွေလုပ်နေတာပေါ့နော်အန်ဒီကန်ကောင်းလို့နောက်လာကြလို့ရှိရင်လေကန်ထူးရှင်ထပ်ဖြစ်ရင်လည်းဖြစ်မှာပေါ့ဟုတ်ကဲ့ပါအဲ့လိုလေးလည်းကြည့်လို့ရပါတယ်အန်ဒီရေနော်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအန်ဒီ congratulation ပါဟုတ်ကဲ့အန်ဒီမသိဘူးနော်တပြည့်တမင်ဆက်ပြီးတော့ဆောင်ရွက်ပေးနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အန်ဒီတို့အန်ဒီကိုဖုန်းလေးဆက်သွယ်လာပါလိမ့်မယ်ဒီဖုန်းနံပါတ်လေးကိုပဲ trusty pay ကနေလေဆက်ပြီးတော့ trusty pay account လေးကိုပဲအန်ဒီကိုပထမဆုရတဲ့ချီးမြှင့်ငွေလေးချီးမြှင့်မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအန်ဒီဟုတ်ကဲ့ပါအန်ဒီဟုတ်ဒါတကယ်လို့အန်ဒီတခုခုသိချင်တာရှိရင်လေ trusty pay ရဲ့ Facebook page မှာသွားပြီးတော့မေးလို့ရတယ်နော်အန်ဒီနော် Messenger မှာလေဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဖုန်းလေးချလိုက်ပါတော့မယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျမတို့ပေါ့နော်ပထမစုဝင်နာရသွားတဲ့လှ
လှထေးကတော့အနီလှထေးပေါ့နော်ချစ်စရာကောင်းတဲ့အနီလှထေးနဲ့အခုဆိုလို့ရှိရင်တော့ဗီဒီယိုကောလေးနဲ့ချိတ်ဆက်ပြီးတော့အန်ဒီရဲ့ရင်ထဲကပီတိစကားတွေအနီဒီပေါ့နော်ပထမဆုရရှိသွားတဲ့အတွက်သူကတော့သူ့ရဲ့တူမတွေမြီးတွေကိုသူမဖိုးပေးမယ်ပေါ့ခီးသွားဖို့တွေလည်းရှိတယ်ပေါ့နော်နော်သူကတော့ဒီပထမဆုရရှိသွားတဲ့ဝင်နာဖြစ်တဲ့ဒေါ်လှထေးကတော့အေယာတိုင်းဒေသကြီးပသိမ်မြို့နယ်မှာနေထိုင်တဲ့သူတူပဲဖြစ်ပါတယ်သူကဖုန်းမေလည်းဖြည့်တယ်လျှက်စစ်မီတာပဲလည်းစောင့်နေပေါ့နော်အခြား fashion တွေကိုလည်းအသုံးပြုလို့ရတယ်ဆိုတာကိုကျွန်မတို့ sharing လုပ်ပေးလိုက်ပါတယ် congratulation ပါလို့ထပ်ပြီးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီလအတွက်ကတော့ကျွန်မတို့ပေါ့နော်38ကြိမ်မြောက် Trusty Pay ရဲ့38ကြိမ်မြောက်နော် Lucky Draw Live ရွေးချယ်ပွဲကတော့အောင်မြင်မြင်နဲ့ပြီးရောက်တော့မယ်ပေါ့နော်နှုတ်ဆက်စကားပြောဖို့ပဲကျန်တော့တယ်ကျမတို့ဒီ winner တွေကိုလည်းရွေးချယ်ပေးခဲ့တယ်ပထမဒုတိယတတိယပြီးတော့2မီတာပဲစောင်းတဲ့သူတွေကိုလည်းရွေးချယ်ပေးခဲ့တယ်ပထမဒုတိယတတိယဒါအပြင်2000ဆုရှင်3000ဆုရှင်တွေအပြင်2မီတာပဲ1000ဆုရှင်အယောက်200ကိုလည်းကျမတို့ဝမ်းသာပျော်ရွှင်ဂုဏ်ယူစွာနဲ့ရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့ရွေးချယ်ပေးမဲ့နောက်ထပ်ကန်ထူးရှင်ကြံပါသေးတယ်ဒါကတော့ကျမ live ရဲ့အစမှာကလေးကပြောခဲ့တယ်လို့ပဲ like and share ပေါ့ကျမတို့ရဲ့ like လေးကိုပြီးတဲ့အထိကြည့်ပြီးတော့ like and share public ပြုလုပ်ထားတဲ့သူတွေပေါ့နော် like and share ကို public လေးနဲ့ပြုလုပ်ထားတဲ့သူတွေကိုကျမတို့က lucky money 1000ကျပ်စီ trusty pay ကနေချီးမြှင့်သွားမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့like and share winner 10ဦးကိုထပ်ပြီးတော့ကြေညာပေးပါမယ်ကျမစီမှာတော့အစင်းလေးရောက်လာတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ like and share winner 10ဦးကလည်းကျမစီမှာရောက်ရှိနေပြီပဲဖြစ်ပါတယ် like and share winner 10ဦးကတော့အကောင့်နာမည်လေးတွေပေါ့နော် Facebook ရဲ့အကောင့်နာမည်လေးတွေကိုကျမကြီးညာပေးပါပါဒီကြီးညာပြီးသွားရင်တော့ဒီ Trusty Pay ရဲ့ Facebook page မှာအကောင့်ရဲ့ပုံလေးတွေနဲ့ပေါ့နော်သူ့အကောင့်ရဲ့ profile ပုံလေးတွေနဲ့တွဲပြီးတင်ပေးမှာပါအကောင့်နာမည်လေးတွေကတော့Facebook အကောင့်နာမည်လေးတွေကတော့ထက်အောင်လေးဒီနောက်ပြီးတော့ကျော်စိုးထွန်း email အောင်ခငယ်ပြီးလို့ရှိရင်တက်ခိုင်လှိုင်မြင့်မြက်ပြီးတော့ထက်မြက်ဦးပေါ့နော်ပြီးတော့ရှွန်းလက်နေကြီးနောက်ပြီးတော့မေမြက်တော်တို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ10ဦးကတော့ like and share winner 10ဦးဖြစ်ပါတယ် congratulation ပါရှင်ဟုတ်ကဲ့ပါဒီနေ့မှာကန်ထူးသွားတဲ့သူတွေအားလုံးကို congratulation ပါလို့ကျွန်မကထပ်ပြီးတော့ပြောချင်ပါတယ်ကျွန်မအနေနဲ့လည်းထပ်တူဝမ်းသာပါတယ်တကယ်လည်းပျော်ရွှင်စရာကောင်းခဲ့ပါတယ်ရှင်ဟုတ်ကဲ့ကျမတို့ပေါ့နော်နောက်လတွေမှာလည်း9ရက်နေ့တိုင်းမှာ Trusty Pay ကနေအခုလိုပဲလူကြီးစွာကန်ထူးဆုလက်များစုခု Lucky Draw Live အစီအစဉ်ကိုဆက်လက်ပြီးတော့ကျင်းပပေးသွားအောင်ပါပဲဖြစ်ပါတယ်နောက်လဆိုလို့ရှိရင်တော့ကျမတို့39ချိန်မြောက်ပေါ့နော်ဟုတ်ကဲ့ပါဒါကြောင့်39ချိန်မြောက်မှာကန်ထူးရှင်ဖြစ်ခြင်းနဲ့ကန်ထူးရှင်ဖြစ်ဖို့အတွက် chance တွေအများကြီးလိုချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီ38ချိန်မြောက်ကျင်းပခဲ့တဲ့ဒီလတစ်လလုံးမှာပေါ့နော် transition တွေအများကြီးလုပ်ပါ2မီတာပဲစောင်းပါဖုန်းမေတွေဖြည့်ပါဈေးတွေဝယ်ပါgift card တွေ movie card တွေ game card တွေဝယ်ပါလို့ကျွန်မကပြောကြလိုပါတယ်ရှင်။ဟုတ်ကဲ့ပါပျော်ရွှင်ကြည်နူးစွာနဲ့ပဲကျွန်တော်တို့နောက်လာမှာပြန်တွေ့ချင်ပါတယ်။ဒီလမှာလည်းပိတ်ရက်ရှည်မှာပေါ့နော်ပျော်ရွှင်စွာနဲ့အင်မတန်မှပေါ့နော်ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ဒီ trick လေးတွေ event လေးတွေဖန်တီးနိုင်ပါစေလို့ကျွန်မဆန္ဒပြုလိုက်ပါတယ်။ဟုတ်ကဲ့ပါနောက်လာမှာပျော်ရွှင်စွာနဲ့ပြန်တွေ့ချင်ပါတယ်ရှင်။ယုံကြည်အားကိုးစွာ၍ Trusty Pay